ပါရမီရှင်ပေါင်းတို့တရားကြည်လင်ပါရမီရှင်ပေါင်းတို့ပရိသတ်ဤပြည့်စုံခြင်းသို့ရောက်ရင်ယရဏမြတ်သုံးပါးဥထိတ်ထားလျက်ဩကာသကရောကျိုးဖြင့်ညီညာဖျားဖျားရှခိုးကရောကြရအောင်ဘုရားယရဏတရားယရဏသံဃာယရဏဒီဟုသောယရဏတော်မြတ်သုံးပါးတို့နှင့်ဆရာသခင်ယေရှုရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဤဉာဏ်တော်အားဤမှန်း၍ရှခိုးပူဇော်ဘုမျောမှလျော့ကြော့ကြရသောယရဏတရားပူဇော်ဝန္တကာမဝဆရကုသိုလ်ကံစေတနာသရာပညာဝိရိယတို့ကြောင့်မိမိတို့လိုရှိအပ်တောင့်တအပ်ပန်းစင်အပ်သောမအိုမသေးမြဲနေသောနိဗ္ဗာန်သို့၎င်းဒုက္ခခါသိမ်ကင်းပြတ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာဗုဒ္ဓအလောင်းဓာတ်တို့ဤချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အားထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်သည်လင်းမြန်စွာမဉဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သည်ဖြစ်စေကဲနှစ်သက်တဲ့ဣရိယာပုဟူတတ်တောင့်တတ်သားရှိတဲ့ကိုနေဟန်ထားနဲ့နာဂတရားနာကြဉာဏ်ကခန္ဓာလှည့်ကြဟောလိုက်တဲ့တရားဟာမှန်တယ်မှန်မှန်တယ်ခန္ဓာနဲ့တိုက်ဆိုင်စစ်စေဟုတ်ပြန်မှန်ပြန်တော့လည်းပဲအကျိုးရှိတယ်မရှိတယ်ဝေဖန်သုံးသပ်အကျိုးရှိသည်တော့မှလည်းပဲပစ္စုပန်တန်တရားနှစ်ဖြာသောအကျိုးစီးပွားနဲ့ပြည့်စုံရဲ့လားလို့လောကီလောကုတ်နှစ်ဖြာသောအကျိုးစီးပွားနဲ့ပြည့်စုံရဲ့လားမိမိသူတစ်ပါးနှစ်ဖြာသောအကျိုးစီးပွားနဲ့ပြည့်စုံရဲ့လားလို့စီစစ်ဟုတ်လဲဟုတ်တယ်မှန်လဲမှန်တယ်အကျိုးလဲရှိတယ်အကျိုးအားဖြင့်လည်းပြည့်စုံတယ်ဆိုရင်ဖြင့်ဒီအကျင့်ဒီဓမ္မဒီသိက္ခာကိုယ်တန်တန်ကိန်းဝအောင်ဖြင့်ကျင့်ကြံကြိုးကုတ်အားထုတ်မယ်ဆိုတဲ့စိတ်ဆန္ဒအာတိတပြင်းပြင်းပြပြနဲ့တရားနာကြသာသနာတော်တက္ကရာ2554ခုနှစ်ခရစ်နှစ်2011ခုမတ်လ12ရက်နေ့ဩစတြေးလျနိုင်ငံစစ်ဒနီမြို့ဒါယကာကြီးဒေါက်တာသောမတ်နဲ့ဒါယီကာမကြီးဒေါက်တာရို့စ်ဇနီးမောင်နှံတို့ကတတ္တတရားကြီးမားစွာဖြင့်တည်ထောင်ဖန်ဆင်းအပ်သောပါရမီဓမ္မရိပ်သာကြီးတွင်ဘုရားဒါယကကျောင်းဒါယကယဟန်ဒါယကတရားဒါယကဖြစ်တော်မူသည့်ဒေါက်တာဦးသန်းဖေနှင့်ဇနီးဒေါခင်ထေဝင်းမိသားစုတို့ကမြို့တော်လေးပြင်းရရှိခွင်ကနိဗ္ဗာန်ရောက်ကြောင်းတရားများနာယူမှတ်သားလိုကြကုန်သောဓမ္မမိတ်ဆွေတော်စင်ပေါင်းတို့အတွက်ကောင်းမြတ်သည့်မနတိကာရဖြင့်ကျင့်ပပြုလုပ်အပ်သောတရားအလှပေးပွဲကြီးဖြစ်လေသောကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့ဓမ္မခန္ဓာများဆရာထားပြီးတော့ဦးဇင်းတို့နဲ့တကွာအခုတရားနာလာကြတဲ့အမိအဖညီကိုမောင်နှမပေါင်းတို့အားအပေစင်းရဲ့တန်တရာစင်းရဲ့ကကြော့အောင်လွတ်အောင်ကဲတင်သွားတော်မူတဲ့
ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးခန္ဓာဉာဏ်ရောက်သစ္စာဆိုင်အောင်ဟောကြားသွားတဲ့တရားဓမ္မများဥထိတ်ထားပြီးအဲ့ဒီဥပနိဒယတိုင်းပဲတရားနဲ့ပဲကျေးဇူးစัจကြပါစို့ဆိုတော့နာလဲနာပါကျင့်လဲကျင့်ပါဆိုတာတရားပွဲမစခင်ကကိုပဲအထူးတလဲတိုက်တွန်းရတယ်။ဘာဖြစ်လို့လဲဆိုတော့တချို့ပုဂ္ဂိုလ်များကြတော့နာယုံသာနာတယ်မကျင့်ဘူးဖြစ်တယ်တချို့ပုဂ္ဂိုလ်များကြတော့ကျင့်တော့ကျင့်တယ်တရားနာနေတယ်ဆိုတာလည်းပဲအပိုလုတ်ကြည့်ပါပဲတကယ်ကိုယ်ခန္ဓာကိုယ်ဆိုင်ဖို့လိုရင်းပဲဆိုပြီးတရားနာမှုကိုပြစ်ပယ်ပြီးတက္ကနာတရားကျင့်ပြီးတာပဲဆိုပြီးတက္ကနာအိမ်တွင်ကုတ်ပြီးတက္ကနာဆရာမပါပဲကျင့်ကြတာလည်းရှိတချို့ပုဂ္ဂိုလ်များကြနာလည်းမနာဘူးကျင့်လည်းမကျင့်ဘူးဒီလိုပုဂ္ဂိုလ်မျိုးလည်းရှိတချို့ပုဂ္ဂိုလ်များကြလည်းနာလည်းနာကျင့်လည်းကျင့်တဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်ဒီပုဂ္ဂိုလ်လေးမျိုးထဲမှာဖြင့်နာလည်းနာပါကျင့်လည်းကျင့်ပါတရားနာလိုက်တဲ့အတွက်နိမှန်လမ်းမှန်လေးကိုသိလာတယ်ကျင့်ကြံပွားများအားထုတ်တော့ခရီးရောက်တယ်ခရီးရောက်တော့ကိုယ်အပေရကကိုပဲပြီးတက္ကလာအလွန်ကြာခေါဏဘဝနဲ့နိဗ္ဗာန်စာဝင်နေဆိုတော့အလွန်အမတန်သာသနာတော်နဲ့တွေ့ရဂျိုနတ်တယ်ဒါကြောင့်ပုဂ္ဂိုလ်လေးမျိုးဘုရားရှင်ကိုယ်တော်မြတ်ကကြွယ်လေးမျိုးနဲ့ဥပမာပြပြီးဟောသွားတယ်ဘုရားရှင်ကိုယ်တော်မြတ်ကသာဝိတ္ထိပြည်ဇေရဝင်ကျောင်းသတင်းသုံးနေတုန်းကယဟန်များဟောထားတဲ့တရားကလေးရှိတယ်ဂါရံကတ္တနောဝတိတာခြေသားတို့ရဲ့လောကမှာတချို့ကြွက်တရားလေဂါရံကတ္တကိုနေရမဲ့လှိုင်ကူလေးတော့ကြွက်တွင်းလေးတော့ဒူးတော့ဒူးတယ်ကွနောဝတိတာဒါပေမဲ့တွင်းနဲ့မအောင်ဘူးကွတွင်းတော့ဘယ်နဲ့တော့ဒူးတယ်အောင်သလားမအောင်ဘူးတဲ့မကောင်းတော့စွန်နေရဲတွေသိမ့်ငက်တွေလာတဲ့အခါတွင်းမအောင်တဲ့ကြွက်ဖြင့်စွန်နေသိမ့်နေရဲ့ဒဏ်ခံပြီးတကလာသေးကြီးပြည့်စည်တယ်ကွသူဟာကွဒူးတော့ဒူးပြီးအောင်မှမအောင်တာကိုတဲ့ဒီလိုပါပဲတဲ့လောကမှာတချို့ပုဂ္ဂိုလ်များတရားနာတော့ဘယ်နဲ့တော့နာတယ်ဘယ်နေရာတရားပွဲဆိုနာတယ်ညာနေရာတရားပွဲဆိုနာတယ်ဘယ်ဆရာတော်ဆိုလည်းပဲရှည်ဆုံးကညာဆရာတော်ဆိုလည်းပဲမလင်ဟင်းအောင်ပဲတရားနာကြပါတယ်နာပင်နာညာတော့လဲနာလို့သိတဲ့အတိလေးနဲ့တင်းတိမ်နေတယ်ဘယ်ဆရာတော်တရားကဘလို့ဟောသွားတယ်စသည်ဖြင့်အမှတ်တင်ညာလောက်နဲ့တင်းတိမ်နေတယ်ဒါပေမဲ့အဲ့ဒီတရားကိုကိုယ်ပိုင်ကိုယ်ဆိုင်ကိုယ်ယင်နဲ့ဂိမ်းအောင်ဖြင့်မကျင့်ဘူးတဲ့မကျင့်တော့သူဘာဖြစ်တယ်လဲလို့မေးတော့နိမှန်လမ်းမှန်တော့သိပါရဲ့တရားနာလို့မကျင့်တော့ကိုယ့်အတွက်ခရီးရောက်ရဲ့လားနိဗ္ဗာန်ဆိုတဲ့မဉ္ဇဉ်ဘုံဉ္ဇဉ်ဆိုတဲ့လောကုတ္တရာခရီးတွေမရောက်ဘူးတဲ့အဲ့ဒါကပထမကျွတ်နဲ့တူးတယ်ကွယ်တူးတော့တူးတယ်မအောင်တဲ့ကြွယ်များစွန်နေသိမ့်တွေရဲ့အစာဖြစ်ရတယ်လို့ပဲနာလို့ဘုဒ္ဓတာတော့များပါရဲ့မကျင့်ပြန်တော့လည်းပဲဘုနာသေးကြီးဒုက္ခပဲရောက်တယ်နှလုံးသွင်းလေးများလွဲချော်သွားရင်အပွဲတော်ရောက်နိုင်သေးသကွယ်ဆိုတော့ဒီလိုပုဂ္ဂိုလ်နံပါတ်1ပုဂ္ဂိုလ်မျိုးတော့မဖြစ်သင့်ပါဘူးလို့ဆုံးဖြတ်ချက်ချပြီးတက္ကလာနာလဲနာပါဘယ်နဲ့တော့ကျင်လဲကျင်ပါလို့မှတ်ပါနော်တချို့ကျွဲများကြနောဂါရံကတ္တဝတိတာတချို့ကျွဲများကြတော့ကွယ်တဲ့တူးတော့မတူးဘူးကွယ်ဒါပေမဲ့သူများတွင်အောင်းတဲ့ကွယ်တူးတော့ဘယ်နဲ့တော့မတူပါဘူးတဲ့အောင်းတော့ဘယ်နဲ့တော့အောင်းပါတဲ့အေးတဲ့မတူပဲမတူညာတော့လည်းပဲသူများတွင်တူပြီးသားတွင်လေးအောင်းလိုက်တယ်ဆိုတော့ငှက်တွေသိမ့်နေရဲ့အစာအဖြစ်ကလွတ်မြောက်တဲ့သဘောတော့မရှိဘူးလားရှိပါဘူးဒါပေမဲ့ကွယ်တဲ့ကိုကမတူထားသူများကြွက်သူများတွင်အောင်းတယ်ဆိုတော့အောင်းခွင့်ရသည်လည်းရှိမယ်မရသည်လည်းဘယ်နဲ့တော့ရှိနိုင်တယ်တဲ့ကိုပိုင်တွင်မှမဟုတ်တာကိုတဲ့သူများကြည်ဖြူမှနေရမယ်အဖြစ်မျိုးကြီးဆိုတော့အဲ့ဒါကလည်းပဲကိုယ့်အတွက်ကိုယ်တာရေးရေးရရကြည့်လိုက်တော့အောင်းလိုက်တော့လောလောဆယ်လွတ်ပေမဲ့
ကိုအားကိုမကိုရလဲရောက်နေတဲ့သဘောသက်ရောက်တယ်အဲ့လိုပဲတချို့ပုဂ္ဂိုလ်မျိုးကြတော့လည်းပဲဒကာဒကာမတို့ကျင့်တော့ကျင့်ကြပါတယ်ဒါပေမဲ့ရှိကပရိယတ်ဒီအလုပ်ဖြစ်တဲ့တရားနာမှုများရှိကြရဲ့လားမရှိဘူးတဲ့မရှိဘူးတဲ့မရှိဘဲနဲ့ဒကာဒကာမတို့ကျင့်တယ်ဆိုတော့ကျင့်ကုသိုလ်လေးတော့ရတာပေါ့ဗျာဘာကုသိုလ်လေးသို့တော်နိမန်လမ်းမှန်ကမှန်ရင်တော်ရဲ့မမှန်ရင်လွဲချော်နေမယ်ဆိုတာကိုမသိကြဘူးလားဒါကြောင့်ဒကာဒကာမတို့တဲ့နာလဲနာပါကျင်လဲကျင်ပါဆိုတာသေချာတိုက်တွန်းရတယ်ဒီဒေသနာကိုပဲနောက်ဒကာဒကာမတို့အသွန်တဏ္ဍအတမျိုးနဲ့ကြည်ပြီးပြောရရင်ဖြင့်တချို့သောပုဂ္ဂိုလ်မျိုးများကြတော့ဒကာဒကာမတို့သူတစ်ပါးတွေကိုတော့ဘယ်လိုလုပ်ပါညာလို့လုပ်ပါလို့ဟောတော့ဟောတယ်တဲ့ဟောတော့ဘယ်နဲ့တော့ဟောတယ်နိလန်နေပေးလို့နိလန်နေပေးလို့ဒါပေမဲ့သူကိုယ်တိုင်ကြတော့မကျင်ဘူးတဲ့သူကိုယ်တိုင်ကြတော့ဘယ်နဲ့မကျင်ဘူးဟေးမင်းတို့ငါးပြအာယုံကာမဂုဏ်ကတကယ်กว่าနော်တော်တော်ကြီးကိုဒုက္ခပိတ်တတ်တယ်သူများတော့သူကပြောတတ်တယ်ဒါပေမဲ့သူကိုယ်တိုင်ညငါးပြအာယုံကာမဂုဏ်ပေါ်မှာကြဆွဲလန်းခုံမင်းနေပြန်တဲ့အဲ့လိုပုဂ္ဂိုလ်မျိုးဟာပထမပုဂ္ဂိုလ်နဲ့တူတယ်တဲ့တွင်းတော့ဘယ်နဲ့တော့တူတယ်အောင်းရလားမအောင်နဲ့ကြွက်လို့ပဲတဲ့မအောင်နဲ့ကြွက်လို့ပဲတဲ့နော်ဒုတိယကြွက်လို့ဟာမျိုးကိုတရားဟောဓမ္မဂတိကကိုပဲပြန်လဲပြီးတက္ကလာဆုံးမရမယ်ဆိုရင်တချို့ပုဂ္ဂိုလ်များကြတော့သူများဘယ်လိုလုပ်ပါညာလို့လုပ်ပါလို့နိလန်းများဖြင့်မပေးတတ်ပါဘူးတဲ့နောဂါရံကတ္တာတွင်းတော့မတူးတတ်ပါဘူးတဲ့ဒါပေမဲ့အောင်းတော့အောင်းတယ်ဆိုတာကသူများမပြောတတ်ပေမဲ့ကိုယ်ခန္ဓာကိုယ်ဉာဏ်လေးလှည့်ပြီးတက္ကလာဝိပဿနာအလုပ်လုပ်နေတယ်ကြောကြားမှုတော့မရှိဘူးသို့တော့ကိုယ်ခန္ဓာကိုယ်ဉာဏ်တင်ပြီးကြည့်နေတယ်ဆိုပြန်တော့လဲဩနာတိလွတ်တဲ့နိဗ္ဗာန်မမြင်နိုင်ဘူးလားမြင်နိုင်တယ်အဲ့လိုမျိုးပေါ့လေတရားနာတဲ့ဘက်ကကျွဲလေးမျိုးနဲ့ပြရင်လဲရတယ်တရားဟောတဲ့ပုဂ္ဂိုလ်ဘက်ကကျွဲလေးမျိုးနဲ့ပြရင်လဲရတယ်ဒီဒေသနာကနော်အဲ့တော့တချို့ပုဂ္ဂိုလ်များကြတော့လည်းပဲဒကာဒကာမတို့တဲ့ဂါရံကတ္တဝတိတာတရားနာလဲနာပါတယ်တဲ့ကျင်လဲကျင်ပါတယ်တဲ့ယောဂီဘက်ကကြည့်မယ်ဆိုရင်နာလဲနာတယ်ဘယ်နဲ့တော့ကျင်လဲကျင်တယ်နာလိုက်တော့ဒကာဒကာမတို့တရားရှုနီးမှတ်နီးတွေဂနာသိလိုက်တော့နီလန်းစဉ်မှားသေးရဲ့လားမှားဘူးမမှားတဲ့လမ်းတိုင်းပဲဟိုဘက်ကနေကျင့်လိုက်တော့ဒကာဒကာမတို့လိုရာခကြီးအပြီးတိုင်ရောက်ပြီးတန်ခါလာအပယ်လေးပါးပိတ်တဲ့နိဗ္ဗာန်မျက်မှောက်ဘယ်နဲ့တော့ပြုရတယ်ဘာနဲ့တူတယ်လဲလို့မေးတော့ဒူလဲဒူတယ်အောင်းလဲအောင်းနဲ့ဂါရံကတ္တဝတိတာတူလဲတူတယ်အောင်းလဲအောင်းနဲ့ကြွက်နဲ့ဒူတယ်ဆိုတော့ကိုယ်တိုင်တူထားတဲ့တွင်ကိုယ်တိုင်အောင်းတယ်ဆိုတော့ကိုယ့်အတွက်ခိုင်ခိုင်လုံလုံသေးသေးချာချာစိုးရင်ကြောက်ကြမရှိပဲဘေးကင်းတဲ့သဘောမရှိဘူးလားရှိပါဘူးဒါကြောင့်နာလဲနာပါကျင်လဲကျင့်ပါဘာပြောနေပါလိမ့်နာလဲနာပါကျင်လဲကျင့်ပါအေးတရားဟောဓမ္မဂရိကဘက်ကနေပြီးကိုပြန်သုံးသပ်ရမယ်ဆိုရင်တော့တချို့ပုဂ္ဂိုလ်များကြသူတစ်ပါးတွေကိုဆုံးနဲ့ဆုံးမတတ်ပါတယ်တဲ့ဟိဝေဒနာကဘလို့ရှုနောယုတ်ကဘလို့ရှုနောစိတ်ကဘလို့ရှုနောလောကဓာတ်ကဘလို့ရှုနောဒါနတွေအမျိုးအစားဘလို့ပဲကွဲပင်ကွဲညာတော့လဲဒါနလောက်နဲ့တင်တိမ်မနေနဲ့ဒါနကိုဖျက်ပြစ်တာမဟုတ်ပေမဲ့ဒါနလုပ်တော့ကာယကံဝစီကမနောကကိုယ်အမူအရာစိတ်အမူအရာတွေဒါတွေကိုနောက်ကအကဲခတ်ကြည့်စမ်းဖြစ်ပြီးရင်ဘယ်နဲ့တော့ဖြစ်ပြီးပြက်နေတော့ဒီဒါနကာယကံဒါနဝစီကံဒါနမနောကံတွေကမှပြက်ပြီးဆိုမှဖြင့်သူ့ကြောင့်ဖြစ်လာမဲ့လူစည်းစိမ်နတ်စည်းစိမ်နဲ့ပဲအကြောင်းပြတ်မှာတော့ဖြစ်တဲ့အကျိုးလည်းပဲနဲ့တော့ပြတ်မှာပါပဲလို့သူတစ်ပါးတွေကိုလည်းဆုံးမလေးသွန်သင်းလေးရှိတဲ့သူကိုယ်တိုင်လည်းပဲဒကာဒကာမတို့နှလုံးသွင်းပြီးကြင့်ကြံလေးရှိတဲ့ဒီလိုမျိုးကမရှိဘူးလားရှိပါဘူးဒူလဲဒူးတယ်အောင်းလဲအောင်းတယ်ဒီလိုပုဂ္ဂိုလ်မျိုးမရှိဘူးလားရှိပါဘူးအေးဒီမှာဟောလဲဟောတယ်ဘယ်နဲ့ကျင်လဲကျင်တယ်ပလင်ဘောကပုဂ္ဂိုလ်အတွက်ဒကာဒကာနာတဲ့ပုဂ္ဂိုလ်များအတွက်နာလဲနာတယ်ကျင်လဲကျင်တယ်ဆိုတော့ဒကာဒကာမတို့တရားနာမှုဘက်ကမဆုပ်ယုတ်တဲ့အတွက်နိမန်လှမ်းမှန်တွေကိုသိလာတယ်ဘလို့နှလုံးသွင်းပြီးကျင့်ရင်ဘလို့ခရီးရောက်တယ်ဆိုတာသဘောပေါက်လာတယ်ကိုယ့်ဟာကိုယ်အားထုတ်နေမယ်ဆိုရင်နိမန်လမ်းမှန်ရောက်ဖို့၄-50နှစ်လောက်ပေးဆက်ရတယ်
တခါတည်းများနီးစနစ်ကလွဲနေလို့ချောနေတာ50နှစ်လောက်ကြာမှကို့အတွေ့အကြုံကိုပြန်သုံးသပ်ပြီးဒါကလွဲနေတာအဲ့လိုသိကြအဲ့တော့ပိဿမှုကသိအချိန်ကြာမြင့်နေအဲ့တော့ရှေးကမထေကြီးတွေကျင့်သုံးသွားတဲ့နီးစနစ်တွေကိုသိဖို့ဆိုရင်ဖြင့်တရားဘယ်နဲ့တော့နာဒါပြန်တရားနာမှုမပြင်းနဲ့နော်တရားနာပြီးတော့ဘယ်နဲ့တော့ကျင့်အဲ့ဒါတကတော့ဂါရံကတ္တဝတိတာနဲ့တူတယ်တဲ့တူလဲအောင်းနဲ့ကြွက်လို့ပဲနာလဲနာကျင်လဲကျင့်ဟောတဲ့ပုဂ္ဂိုလ်ကလည်းဟောလဲဟောဘယ်နဲ့တော့ကျင်လဲကျင့်ဒီလိုပုဂ္ဂိုလ်မျိုးတော့ဖြင့်ဘေးဥပ္ပအန္တရာယ်ကင်းပါတယ်လို့ဘုရားရှင်ကိုယ်တော်မြတ်ကဟောတဲ့အမိုင်မဲဆုံးပုဂ္ဂိုလ်ကတော့ဘာလဲမေလို့မေးရင်နောဂန္တံကတ္တနောဝတိတံတွင်တူလဲဘယ်နဲ့တော့မတူအောင်းလည်းပဲမအောင်းနဲ့ကြွက်တွင်မတူတော့တောင်တော့ကြွက်ကကြွက်ပြင်းအောင်းကလည်းမအောင်းတော့ကြွက်လေကြွက်လွင့်ကြွက်ကပြင်းရလဲကြားတယ်အလေအလွင့်ကြွက်ဆိုတော့ဘာမှအာကိုစရာမရှိတော့သိမ့်နေငှက်တွေလာရင်ပြေးစရာလည်းမရှိပုံစရာလည်းမရှိရှောင်စရာလည်းမရှိတော့ကြောင့်ခဏတွင်နဲ့သိမ့်နေငှက်တွေရဲ့အစာအဖြစ်မဆုံးပါရဘူးလားဆုံးပါပါအေးအလွန်မတမိုင်မဲတဲ့ကြွက်ပဲနော်တချို့ပုဂ္ဂိုလ်များလည်းဒီလိုပဲနာလည်းမနာဘူးဘယ်နဲ့တော့ကျင်လည်းမကျင်ဘူးတရားနာတယ်ဆိုတာဘုန်းကြီးတွေလှုပ်กว่าတရားဟောတယ်ဆိုတာဘုန်းကြီးတွေလှုပ်กว่าဒါတို့ကိစ္စကလှုပ်ရမှာပဲရှားမှာပဲဖွေရမှာပဲဒီသွားနေလို့တို့ဘာလှုပ်လို့ရမှာလဲกว่าဆိုပြီးတန်ခါလားတရားနာကိုဘယ်နဲ့တော့မနာကျင်လည်းပဲဘယ်နဲ့တော့မကျင့်ဆိုတော့နာလဲနာမကျင်လဲမကျင့်တော့လောကဓာတ်တရားနဲ့တွေ့လာတဲ့ကမျက်ရည်နဲ့မျက်ခွက်အဆုံးဖြတ်တွေလွယ်မျက်ရည်စားတွေကြီးငယ်တွေကြာပြီးတန်ခါလာတရားညောင်းဆောင်လျှောင်းဆက်တဲ့ခါကျဝေဒနာတွေနဲ့တွေ့တော့မရှုနိုင်မကဲနိုင်မရှုနိုင်မမှတ်နိုင်တာနဲ့ပဲဒေါသတွေဖြည့်ပြီးအပယ်လေးပါးပဲနဲ့တော့ကြာရရှာတယ်ဆိုတော့မနစ်နာဘူးလားနစ်နာပါဘူးလူပြည်လူဌာနလာတာတခါတခါမောက်ခိတ္တာအလဲလာသလိုပဲအပယ်လေးပါးမှာအချိန်ကြာမြင့်စွာဖြစ်သောကြောင့်အမြဲနေရအင်္ဂိဟာနဲ့တူတဲ့အပယ်လေးပါးကြဆင်းရတယ်ဆိုတော့သာသနာတော်နဲ့တွေ့ရကြိုးလဲမနတ်လူဖြစ်ရကြိုးလဲမနတ်အဖေရိမေရိဗုဒ္ဓဘာသာဝင်တွေဖြစ်ရကြိုးလဲဘယ်နဲ့တော့မနတ်ဆိုတော့အကျိုးမနတ်ပဲလူပြည်ခဏလာပြီးအပယ်လေးပါးပြန်ဆင်းနှစ်ပေါင်းများစွာအပယ်လေးပါးမှာအကျက်ခံရအကျော်ခံရဒီဖြစ်ရတွေရှိသောကြောင့်ဒီပုဂ္ဂိုလ်ကတော့တကားတကောင်အလွန်အမတန်မိုင်မဲတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်ရမယ်ရှင်းရရဲ့လားသူတစ်ပါးအကျိုးရွယ်လည်းမစားဟောလည်းမဟောကိုတိုင်လည်းပဲမကျင့်ရင်လည်းပဲဒီပုဂ္ဂိုလ်လည်းပဲမိုင်မဲတဲ့အထဲထဲရမှာပဲဒါဖြင့်ကြွက်ကဘယ်နှမျိုး၄မျိုးယောဂီလည်းဘယ်နှမျိုး၄မျိုးယောဂီများကိုပြသနေတဲ့ဦးဇင်းတို့သံဃာတော်များဘက်ကလည်းဘယ်နှမျိုး၄မျိုးပဲလို့မှတ်ပြီးတကံလားဒီ၄မျိုးတဲ့နာလဲနာကျင်လဲကျင်တဲ့ပုဂ္ဂိုလ်အတော်ဆုံးဖြစ်တယ်လို့ဟောတယ်ပြောတဲ့ပုဂ္ဂိုလ်လည်းဟောတယ်ဟောဘာနဲ့တော့ကျင်လဲကျင်နာဟာဖြင့်ဘုရားရှင်ကိုယ်တော်မြတ်လိုတော်ကြပုဂ္ဂိုလ်ဖြစ်တာပဲလို့တကားတော့နားလဲပြီးတကံလားနာလဲနာပါကျင်လဲကျင်မှာဟိုဘက်ကပုဂ္ဂိုလ်ဟောတဲ့ပုဂ္ဂိုလ်ကိုလည်းပဲဦးဇင်းတို့ကိုဆုံးမတဲ့အနေနဲ့ဟောလဲဟောပါဘယ်နဲ့တော့ကျင်လဲကျင်ပါလို့နှစ်ဦးနှစ်ဖက်သူ့ကိုလည်းတိုက်တွန်းရင်းနဲ့ကိုလည်းဆုံးမတယ်လို့မှတ်ပါဒါဖြင့်ရှင်များတပည့်တော်တရားနာလဲနာနေပါပြီခင်ဗျာကျင်လဲကျင့်မယ်လို့ဆုံးဖြတ်ချက်ချတော့ရှင်များမနေ့တုန်းကဝေဒနာနုပဒနာလေးပြောနေပါတယ်တဲ့ဝေဒနာဘယ်နှမျိုးရှိတယ်လဲလို့သိရမယ်ဆိုတော့ဝေဒနာခါကျင်းနဲ့ပြောလိုက်တော့ဘယ်နှမျိုး၃မျိုးရှိတယ်လို့ပြောလိုက်တယ်အကျယ်ချက်လိုက်ရင်တရားနဲ့ဘယ်နဲ့တော့၈မျိုးဝေဒနာ၃တန်တီထားပြန်အာကာတန်နဲ့မြောက်ဝေဒနာ၃တန်ဆိုတာဒုက္ခရဲ့ဒုက္ခရဲ့ဥပ္ပခါရဲ့ဝေဒနာ၃တန်အာဆိုတာကအာယုံ6ပါးအကြောင်းပြုပြီးဒီ၃ပါးဖြစ်တာအစင်းလေးမြင်လိုက်တယ်ဆိုရင်ဒကာမတို့ဒုက္ခရင်လည်းဖြစ်နိုင်တယ်ဒုက္ခရင်လည်းဖြစ်နိုင်တယ်ဥပ္ပခါရင်လည်းမဖြစ်နိုင်ဘူးလားအဲ့လိုနဲ့အာယုံကဘယ်နှပါး6ပါးဒါဖြင့်တဏှာခုနဝေဒနာ၃တန်တီးပြီးအာနဲ့မြောက်တော့6နဲ့မြောက်ဘလောက်ဝေဒနာ၃တန်တီးထားပြန်အာကာလကလည်းရှိသေးတဲ့ကာလလည်းဘယ်နဲ့တော့
အတိတ်တုန်းကကာလာလေးပြန်စဉ်းစားပြီးတခါတလေဝန်းနေသလိုလိုကမဖြစ်ဘူးလားဘာဝေဒနာပါလိဒုက္ခဝေဒနာအတိတ်တုန်းကရွှေထီးစောင်းတာလေးပြန်စဉ်းစားပြီးဝန်းသာသလိုလိုကမဖြစ်ဘူးလားဘာဝေဒနာဒုက္ခဝေဒနာအတိတ်တုန်းပြန်စဉ်းစားပြီးအေးလေဘာမှမထူးပါဘူးဆိုပြီးဥပ္ပခါကောမထားဘူးလားဒါဖြင့်အချိန်ကာလနဲ့ပတ်သက်ပြီးအတိတ်မှာ၃မျိုးပြစ္ဆုတ်ပံမှာ၃မျိုးအနာဂတ်ဘယ်နဲ့တော့၃မျိုးဆိုတော့ကာလ၃ပြာနဲ့မြောက်ဖို့မလိုဘူးလားအဲ့ဒါမြောက်တော့ဘယ်လောက်ရှိကွာ16 3 54 18 3 54မျိုးမရှိဘူးလားအဲ့ဒါမိမိတန်တန်တော်လည်းပဲနှမျိုးဖြစ်နိုင်တယ်မိမိတန်တန်တော်ကလည်းပဲခုန54မျိုးဖြစ်နိုင်တယ်သူတစ်ပါးတန်တန်တော်လည်း54မျိုးမဖြစ်နိုင်ဘူးလားအဲ့တော့ဒီနေရာမှာတယုတ်ခွဲတာသူများတန်တန်လို့ပြောလိုက်လို့54နဲ့ပြီးတာတကယ်လို့များသားတန်တန်သားအကြောင်းပြုပြီး54မျိုးသမီးအကြောင်းပြုပြီး54မျိုးနောက်ပဲဆုံးတက္ကရာမတို့ကိုအသုံးဆောင်တွေပစ္စည်းကြည့်ပြီး54မျိုးသာတယုတ်ခွဲမယ်ဆိုနည်းနည်းလားများကြီးလားအဲ့တော့တော်သေးတယ်တယုတ်ခွဲတဲ့ဆရာများကသူများတန်တန်ကြည့်ပြီး54မျိုးမိမိတန်တန်ကြည့်ပြီး54မျိုးပေါင်းလိုက်တော့ဝေဒနာဘယ်လောက်တော့တရားနဲ့10မျိုးမလို့တော်သေးတယ်တကယ်လို့များသားတွေ54မျိုးသမီးတွေ54မျိုးမြေးတွေ54မျိုးသမက်တွေ54မျိုးချွေးမတွေ54မျိုးသာရေးလိုက်မယ်ဆိုရင်ဘယ်နဲ့တော့နည်းနည်းလားများကြီးလားများကြီးပဲအဲ့လိုလားဆိုရင်တော့အလွန်အမတန်ရှုပ်ထွေးပွေလီတဲ့ကဏ္ဍတွေဖြစ်လာမှာပဲရေတွက်တွေဖြစ်လာမှာပဲသို့ပါတော့ကြောင့်ဒီအရှိကြီးလည်းမလိုက်ဖဲနဲ့ခတ်တို့လိုက်ပါလို့ပြောတော့ဝေဒနာဘယ်နှမျိုး၃မျိုးဒုက္ခရဲ့ဥပ္ပခါရဲ့ဖြစ်နိုင်တဲ့နေရာကဘယ်နှနေရာ6နေရာမျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့စိတ်ရဲ့ဓာတ်6ပေါက်မှာဖြစ်နိုင်တယ်နော်ဖြစ်ပြီးဒီဝေဒနာရဲ့သဘာဝလေးလည်းသိဖို့တော့လိုတယ်နော်ဝေဒနာရဲ့သဘာဝကခုနဝေဒနာ၃မျိုးဆိုပေမဲ့၃မျိုးပြိုင်ဖြစ်ရလားဖြစ်ပါဘူး၃မျိုးပြိုင်မဖြစ်ရင်လည်း2မျိုးလောက်တော့ပြိုင်မဖြစ်ဘူးလားဖြစ်ပါဘူးဒါလည်းမဖြစ်နိုင်ပါဘူးဒုက္ခပေါ်ရင်ဒုက္ခမဖြစ်နိုင်ဘူးဒုက္ခပေါ်နေရင်ဥပ္ပခါမဖြစ်နိုင်ဘူးဒါကြောင့်ဝေဒနာ၃မျိုးရှိပေမဲ့ဝေဒနာရဲ့သဘာဝကတစ်ချိန်မှပဲနဲ့တော့တစ်ခါပဲဖြစ်ကောင်းတယ်အပြင်ဝေဒနာဖြစ်ရင်အတွင်းဝေဒနာမဖြစ်ဘူးကာယကဝေဒနာဖြစ်ရင်စေတသိကဝေဒနာမဖြစ်ဘူးလို့ပြောတာစေတသိကဝေဒနာအတွင်းဝေဒနာဖြစ်တဲ့ချိန်အပြင်ဝေဒနာရှိသေးရဲ့လားဩဒါဖြင့်ဝေဒနာရဲ့သဘာဝကတစ်ချိန်မှ2ခုမဖြစ်ကောင်းတာအပြင်နောက်အသစ်ဖြစ်တော့အရင်အဟောင်းကဘယ်နဲ့တော့ပြဲဩဝေဒနာဆိုတာပြက်တတ်တဲ့အရာပါလားဝေဒနာဆိုတာဘာလဲတော့ပြက်တတ်တဲ့အရာပါလားဝေဒနာရဲ့သဘာဝလေးကိုအကဲခတ်ကြည့်လေနော်တခါတခါမှလူတယောက်ကကိုယ့်ကိုပကုံးချင်းရှင်းတိုက်လိုက်တော့ကိုယ့်တဲ့အသက်ရွယ်ငယ်တဲ့ပုဂ္ဂိုလ်ဒါမှမဟုတ်ရင်ကိုယ့်တဲ့ယာဓုငယ်တဲ့ပုဂ္ဂိုလ်ကိုယ့်တစ်ဖက်ကကိုယ့်ပကုံးချင်းရှင်းတိုက်လိုက်တဲ့ကချောင်းဆိုဒေါသမဖြစ်ဘူးလားဖြစ်ပါရဲ့ဗျာအဲ့ဒါဘာဝေဒနာနဲ့ရှင်းဒုက္ခဝေဒနာကိုမေးခြင်းလို့နော်ပထမဒေါသဖြစ်တယ်ဆိုတော့ပေါ်လွင်တာလေးပြောတာမေးမှာကဝေဒနာမေးမှာဖြစ်တော့ကြောင့်ဘာဝေဒနာနဲ့ရှင်းဒုက္ခဝေဒနာနဲ့ရှင်းတယ်ကိုယ့်လက်အောင်ငယ်သားကကိုကျွေးမွေးထားတဲ့ပုဂ္ဂိုလ်ကကိုယ့်တစ်ဖက်ကတခါတည်းပကုံးချင်းရှင်တိုက်လိုက်တယ်ဆိုတော့ထောင်းဆိုရုပ်တရက်တော့တခါတော့ဒုက္ခဝေဒနာမလာဘူးလားတခါတော့အပြောနဲ့ပြောရင်ဒေါသဖြစ်ရင်ထဲမှာတခါတော့တုံသွားတယ်သွေးတွေတပါးတွေပူးလာတယ်လက်တွေပါဇဇတုံလာတယ်ဒုက္ခဝေဒနာဆိုတာမသေးချဘူးလားသိကြပါဘူးအဲ့တော့ဟိုပုဂ္ဂိုလ်ကနေပြီးတခါကိုယ်ပဲလှည့်ကြည့်ပြီးလက်အုပ်ကလေးကြည့်ပြီးဆရာရဲ့ကျွန်တော်မမြင်လို့ပါဆရာရဲ့သိခါမှဆရာရဲ့လို့ရိုးရိုးကြိုးကြိုးလေးများကိုတောင်းပန်လဲတော့အမေဒီကလေးမစိုးဘူးဟဲ့ပါတယ်တော့ဒီကလေးမစိုးဘူးဟဲ့ဒီကလေးမစိုးဘူးဟဲ့ဆိုတော့ဘာဝေဒနာပြောတာတော့ဒုက္ခဝေဒနာကိုပေါ်လွင်အောင်ပြောပြနေရတာအဲလိုဒုက္ခဝေဒနာပေါ်တော့ခုနတော့စိတ်ဆိုးနေတဲ့ဒေါသနဲ့ရှင်းနေတဲ့ဒုက္ခဝေဒနာတွေရှိသေးလားဩဒါဖြင့်ဝေဒနာဟာတက္ကမတို့ဝိပဿနာရှုမရှုသူ့တဘာဝကိုကနောက်ဝေဒနာပေါ်ရင်အရင်ဝေဒနာပဲနဲ့ပြည့်သွားတာအဲ့ဒီတဘာဝလေးသိစေချင်တာအဲ့ဒီတဘာဝလေးသိတယ်ဆိုရင်ဝေဒနာရှုရတာမကြောက်တော့ဘူးအခုတော့ဝေဒနာတန်ကြားလိုက်တာနဲ့ကိုပဲ
ဖြာခြင်းတလို့လို့ခြေပြားအေးခြင်းတလို့လို့ဖြစ်လာတယ်အခုတော့ဝေဒနာဆိုတာကြောက်ရမှာလားပြက်တတ်တဲ့အရာလားပြက်တတ်တဲ့အရာကိုကအထုတလည်းများအာတကားလုံးလာဖြူပြီးဖြက်နေရတာလားသူ့တဘာဝကိုကပြက်တာလားသူ့တဘာဝကိုကပြက်တဲ့သဘောလေးလဲနားလည်ထားရမယ်အဲ့လိုနားလည်ထားတော့မှဝေဒနာရှုတဲ့နေရာမှာတကားမတို့စိတ်ရှည်လက်ရှည်မကြောက်မရွံ့ရှုနိုင်တယ်လို့မှတ်ပါနောက်ပြင်းမိနစ်တုန်းကပြောတယ်ဝေဒနာဘသူကြောင့်ဖြစ်ပါလိမ့်ဖသကြောင့်ဖြစ်တယ်ဝေဒနာရဲ့အကြောင်းတရားကိုနားမလည်ပဲနဲ့ရှုနေရင်လဲဝိသိကိစ္စတန်လန်းကြီးနဲ့ဝိသိကိစ္စတန်လန်းကြီးနဲ့ရှုနေရင်ဝေဒနာဘာကြောင့်မဖြစ်တယ်လဲလို့မသိရင်မောင်ဖြူကြောင့်ထင်တယ်ဆိုရင်ဒုက္ခဝေဒနာမောင်ဖြူကြောင့်ဆိုရင်မောင်ဖြူကိုရိုက်ချင်တယ်ဒုက္ခဝေဒနာဟာမောင်ဖြူကြောင့်ဆိုမောင်ဖြူကိုအာကိုပြီးကိုယ့်ရဲ့အည်သွေးတွေကိုတကားမတို့အာမကိုပဲနဲ့သူမြလက်အုပ်ချီခြင်းစိတ်ပဲနဲ့တော့ပေါ်လာတယ်အခုတော့ဝေဒနာမှန်သမျှတခြားကြောင့်လားဖတ်တာကြောင့်လားအကြောင်းပေါ်မှာဉာဏ်ရှင်းတော့ဝိသိကိစ္စသေးတယ်ဝိသိကိစ္စသေးရုံနဲ့မှငါပဲဒုက္ခဝေဒနာဟာဖတ်တာကြောင့်လို့သိရင်မောင်ဖြူညိုးเสียလိုသလားဒုက္ခဝေဒနာဟာဖတ်တာကြောင့်လို့သိရင်မောင်ဖြူဒူးတုပ်เสียလိုသလားလိုတော့ကိုယ်တန်တန်တကားမတို့ကိုအည်အသွေးကိုအားကိုတဲ့အတ္တဟိအတ္တနောနာထောဘုရားရှင်ကိုတော်မြတ်သင်တဲ့လမ်းကြောင်းပေါ်ရှောင်လန်းရာရောက်တယ်လို့မှားဒါမနေ့တုန်းကပြောခဲ့တာလေးဒီပြန်ပြောပြနေတာအဲ့ဒါအပြင်တကားမတို့ကဝေဒနာကိုရှုတော်မယ်ဆိုရင်ဝေဒနာအကြောင်းတော့သိပြီးတော့ဝေဒနာမရှုမိရင်ဘယ်လိုအကျိုးတွေဖြစ်တယ်လဲလို့သိဖို့လည်းမလိုဘူးလားအပြောတော့အကျိုးပြောပေမဲ့တကယ်ဒုက္ခတွေကြီးပဲဇက်တိုက်လဲလာတယ်ဟောဒီမှာတကားတို့တန်တမှာအစင်းနေအတန်နေနန်းနေအယတာတွေနဲ့မျက်စိနာလျာကိုယ်စိတ်နဲ့ထိတာပါလိမ့်မှန်ပါပါဗျာအဲ့ဒီဖတ်တာကအခါတကောက်တယံမစဲအမြဲမပြတ်မဖြစ်ဘူးလားဖြစ်ပါဘူးမျက်စိတိုက်ရင်တိုက်မတိုက်ရင်နားတိုက်နားမတိုက်ရင်ရင်နဲ့တိုက်ရင်နဲ့မတိုက်ရင်ကိုယ်ပေါ်တိုက်တခုခုတော့အတိုက်တက်ကမရှိဘူးလားရှိပါဗျာအဲ့ဒီအတိုက်တက်ကလေးဖြစ်လာတော့နောက်ကခံစားတာဘယ်သူပါလိမ့်ဝေဒနာခံစားတာပါလိမ့်ဝေဒနာနောက်ကလာလိမ့်မယ်နော်ဝေဒနာလာမယ်ဆိုတော့တကားတခြားမပြောပါနဲ့မနေ့တော့ကာလန့်ကြက်တယ်ဆိုတဲ့အတန်နဲ့နားနဲ့တိုက်တာဘယ်သူတော့အဲ့တော့ယင်ထဲမှာဝေဒနာလာတယ်ငါတို့သွားတဲ့အခါကြက်များကြက်မလားကြာများကြာမလားဝေဒနာမလာဘူးလားအဲ့တော့ဖတ်တာဖြစ်ရင်ဘာဖြစ်တော့ဝေဒနာဖြစ်တယ်ဒါအမြဲတမ်းပဲအဲ့ဒီဝေဒနာမရှိတော့ဝေဒနာနောက်ကဘယ်သူပါလိမ့်ဒီတဏမလာဘူးလားဒီတဏကအပေါ်ကိုကြည်စမ်းပါတဲ့တကားတော့ဘာဝတ်တဲ့တော့ဟာဒါဖြင့်ဝေဒနာမရှိတဲ့ပုဂ္ဂိုလ်များယင်တဲ့နည်းနည်းလောင်တယ်ယင်တဲ့ဘက်နဲ့နည်းနည်းလောင်တယ်တဏပစ္စယဥပါဒံများလောင်တယ်ဘယ်နဲ့တော့နည်းနည်းလောင်တာကြိုက်လားများလောင်နိုင်ကြိုက်တော်သေးတယ်နည်းနည်းဆိုတော့မျက်စိများလဲသွားမလားလို့နည်းနည်းလဲလောင်တာပဲများလဲဘယ်နဲ့တော့လောင်တာပဲဆိုတော့တချို့ပုဂ္ဂိုလ်များလည်းနည်းနည်းလောင်တာများလောင်ဘယ်ဟာကြိုက်နည်းနည်းလောင်တာကြိုက်တယ်ဟာလောင်တယ်ဆိုမှတော့ဒါကတော့ကြိုက်ရမယ်ဟာမဟုတ်တဲ့ဟာကိုရှင်းညရလားဒါပေမဲ့ဝေဒနာမရှိမီတဏှာဆိုတော့ဘလို့လောင်မယ်နည်းနည်းလောင်မယ်တဏှပစ္စယဥပါဒံမရှိဘူးဆိုဘလို့လောင်မလို့များလောင်မယ်ဥပါဒံလောင်ပြီဆိုမှပြင်အဲ့လိုတောင်မပြောတော့ဘူးတပြင်းကြီးချတာနဲ့တကားမတို့စားပြန်တော့တွေ့ဝေသွားပြန်တော့လဲတွေ့ဝေစိတ်မပါလက်မပါနဲ့ကိုရင်နဲ့ဥပါဒံအပူလေးမလောင်ဘူးလားလောင်ပါပါဗျဥပါဒံပစ္စယကာမဘဝအလုံးနဲ့လက်နဲ့မပြတ်ရတဲ့အဖြစ်ဒီမဖြစ်ဘူးလားဖြစ်တယ်ဒါမြင်တကားတော့ကာမဘဝကလည်းတကားကအလုံးနဲ့လက်နဲ့မပြတ်ရတော့ကြောင့်ဘင်ပန်းနွမ်းနေတဲ့သဘောမရှိဘူးလားနည်းနည်းလောင်ရဲ့များလောင်ရဲ့ပင်ပန်းရဲ့ဘာမရှိမိတော့ဝေဒနာမရှိပါဘူးဝေဒနာတစ်လုံးလေးမရှိမှလည်းဖြစ်လိုက်တဲ့ဒုက္ခတွေနည်းနည်းလားများကြီးလားဘယ်နဲ့တော့မတိမသားလောင်ရဲ့တိလာသားလောင်ရဲ့ဘယ်ဟာကြိုက်တော့ဒီတော်သေးတယ်တဏှာပါတယ်တော့မတိမသားလောင်ဥပါဒံဘယ်နဲ့တော့တိလာသားလောင်ဥပါဒံဆွဲလန်းများဖြစ်လာရင်အဖေတွေမေတွေကတော့အကဲခတ်လို့ရတယ်ဟဲ့ငါသားငါသမီးဘလို့ဖြစ်ပါလိမ့်လို့ဒါတိတာမလောင်ဘူးလားလောင်ပြီးကာမဘဝလို့တော့ပင်မဖြစ်ဘူးလားအဲ့ဒါတွေအလုံးကဝေဒနာမရှိမိတို့ဖြစ်လိုက်တဲ့အကျိုးတွေပဲလို့မှတ်တော့ဒါဖြင့်ဘယ်တစ်ခုမှမကောင်းဘူးနော်မတိမသားလောင်တာလည်းမကောင်းဘူးတိသားလောင်တာကလည်းဟိုပင်မနာကလည်းကောင်းရဲ့လားမကောင်းယုံတယ်မှာကာမဘဝပစ္စယ
အမိဝမ်းကောင်းနဲ့အောင်းရတဲ့ဇာတိကကောင်းနိုင်သေးရဲ့လားဇာတိပစ္စယဇရာမရဏအိုခြင်းစင်ရဲ့သေခြင်းစင်ရဲ့နဲ့တွေ့တယ်ဆိုတော့ကောင်းကတကွဲမှာဘယ်နဲ့တော့မပါဒါပြင်ဝေဒနာမရှိရင်1အရှုံး2အရှုံး3အရှုံး4အရှုံး5အရှုံးအရှုံး5ရှုံး5ရှုံးမရှုံးဘူးလားရှုံးပါဘူးဒါပြင်ဝေဒနာဆိုတာရှုမရှုဘူးဆိုရင်ဒါကတော့5မျိုးသောရှုံးခြင်းနဲ့ရှုံးတယ်လို့မှန်ဒီလိုလေးနားလည်ထားလိုက်တော့မှဝေဒနာရှုရဲတာရှုခြင်းစိတ်ပေါက်လာတာအခုတော့ဒကာမတို့ဟိုဘက်ကနေတရားလေးပါလေးများအားထုတ်လို့နည်းနည်းလေးများတမာတိလေးများကောင်းလာလို့ကိုငိမ့်စိတ်ငိမ့်နဲ့တကိုယ်လုံးများအေးပြီးပေါ့ပါများဖြစ်ရင်လေပြုံးစီကြီးနဲ့ဒီအရှုံး5မျိုးရှုံးတယ်ဘယ်လိုပါလိပြုံးစီကြီးနဲ့အရှုံးဘယ်နှမျိုး5မျိုးတရားအကြောင်းကိုပြောရတဲ့အခါကျအားတော့မနာနိုင်ဘူးဒကာမတို့အထင်းနေတာပဲတဲ့တရားအထုတ်ရတာဘုရားတဏှာကြီးလည်းဘာမှမဖြစ်ဘူး2နာရီလည်းဘာမှမဖြစ်ဘူးဒုက္ခဝေဒနာလည်းလုံးမပေါ်ဘူးဗျာကိုငိမ့်စိတ်ငိမ့်ဒီလိုမလာဘူးလားလာသလားအဲ့ဒီစိတ်တွေကိုယ်တွေငိမ့်စိတ်တွေငိမ့်တော့ဝေဒနာနဲ့ပြောတော့ဘာဝေဒနာတော့ရှုပါလားမရှုမိတော့နောက်ကတဏှာတွေဥပါဒာတွေကာမဘဝတွေဇာတိတွေဇယမရဏတွေမလာဘူးလားအရှုံး5ချက်ဘယ်နဲ့တော့ပေါ်တယ်ကိုယ့်ဟာကိုရှုံးနေမှလည်းမသိဘူးသဘောပေါက်ကြရဲ့လားအဲ့တော့တချို့ပုဂ္ဂိုလ်များတရားလေးပါလေးများအားထုတ်လို့ဘောဇဉ်တရားတွေပေါ်လာလို့သုံးမဟုတ်လည်းပဲဇန်အင်္ဂါတွေပေါ်လာလို့ကျက်သိမွင်းချင်းဖြန်းများထားပြီးဆိုရင်လေကျေနပ်ကျက်သိမွင်းချင်းဖြန်းများထားတော့ပြောကြကြီးဆိုတရုတ်အဆိုင်ပြီးတန်ကြတာလျှက်စစ်တက်ကလေးလွတ်လိုက်တယ်လို့မျိုးတခါတည်းသွေးကြောလေကြောတွေအကုန်ပွင့်သွားတဲ့အခါကျတော့ခြေကျင်တာလည်းမရှိဘူးဒူးနာတာလည်းဘယ်နဲ့တော့မရှိတော့ဘူးမရှိရုပ်တွေမကပဲသွေးလေလက်ပတ်မှုကမြန်မှန်ကန်တဲ့အတွက်ယောဂဗျာကောမပြောက်ဘူးလားပြောက်တော့အဲ့ဒီတရားထိုင်နေကျက်သိမွင်းချင်းဖြန်းထားလိုက်ဓာကြီးနဲ့ဓာလေးပြန်လှုပ်ဓာလေးဘယ်နဲ့တော့ဒီဝေဒနာလေးပဲပြန်ပြီးတန်ခါလာမပေါ်အောင်စိတ်ကဘယ်နဲ့ညှောနေတယ်တခါလေးများတရားလေးပါလေးများရှုလို့စိတ်နဲ့အေးအဲ့ဒီအေးနေတဲ့ဒုက္ခဝေဒနာတန်ရာပြီးအဲ့ဒါမျိုးဖြစ်ဖို့စိတ်ကဘယ်နဲ့တော့ညှော့ဆိုတော့အဲ့ဒီကျက်သိမွင်းချင်းဖြန်းထအေးကနေဖြစ်နေတာဝေဒနာအုပ်စုနဲ့ပြောလိုက်တော့ဒုက္ခဝေဒနာတဲ့မပါဘူးလားအေးဝေဒနာပစ္စယတဏမတိမတာဘူးလေးလာလိမ့်မယ်နော်မတိမတာလောင်လေးမလာဘူးလားအေးအကြီးကျယ်ဆွဲလန်းတာဥပါဒံဆိုတဲ့လောင်မြိုက်ခြင်းကောမလာဘူးလားဒါဖြင့်သူ့ဥစ္စာကပရိစ္ဆသမုပ္ပါလဲဝေဒနာမရှိဘဲနဲ့ပရိစ္ဆသမုပ္ပါလဲနေတော့ကြောင့်အမျက်ထွက်နေတာလားအရှုံးထွက်နေတာလားအဲ့ဒါသူ့ဟာသူရှုံးမှန်းတော့ဘယ်နဲ့တော့မသိတဲ့ပြင်သူများကြွားလုံးအောင်ဘယ်နဲ့တော့ထုတ်လိုက်သေးတယ်သဘောပေါက်ကြရဲ့လားဒါကြောင့်ဒကာမတို့ဒုက္ခဝေဒနာမှရှုကောင်းတယ်မထင်နဲ့တရားအားထုတ်လို့ဖြစ်ပေါ်လာတဲ့စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုဒုက္ခဝေဒနာတွေဟာလည်းပဲနောက်ကညံနဲ့ရှုကောင်းတဲ့အရာတွေပဲလို့မှတ်လေကားတိတက်တယ်လို့ပဲပထမအထိစွန့်လိုက်တော့ဒုတိယအထက်မရောက်ဘူးလားဒုတိယအထက်စွန့်လိုက်တော့တတိယအထက်မရောက်ဘူးလားအထက်မှာအထက်တွေကြံမာရဲ့သားနဲ့တတိယတိကြီးမှာကျေနပ်နေရင်အထက်အဆင့်ရောက်မလားလမ်းခေါ်လက်ကြီးနော်ဗါတဲ့တော့လမ်းခေါ်လက်ကျော်တက်တဲ့လူကလည်းတိုက်မှာပဲဆင်းတဲ့လူကလည်းဗါနေတော့တိုက်မှာပဲကိုကနေတာကလမ်းခေါ်လက်ကြီးကိုဒီလိုပဲယုံနံဓမ္မသင်္ခါရတွေကိုဖြစ်မှုပြက်မှုလေးရှုလိုက်လို့တခါတည်းပဲတရားသဘောရစိတ်ငနဲ့ညိတ်ငနဲ့အေးငနဲ့သဘောတွေမရှိဘူးလားဖြစ်ပြက်ရှုလိုက်လို့ဒီအဆင့်ကိုရောက်လာတာအထက်လေကကုံတွေရောက်လာတာသို့တော်လည်းအဲ့ဒီကျက်သိမွညင်းထတာသူအေးငနဲ့စိတ်ငနဲ့ဖြစ်တာဒါကိုကျေနပ်နေပြီဆိုမှတော့အထက်ဆက်တက်သေးရဲ့လားမတက်တော့လေကားမာတကတော့ဘယ်မှာရနေတာတော့လမ်းခွက်လက်ကြီးရနေသလိုဖြစ်မယ်နော်ရှင်းကြရဲ့လားအဲ့တော့ဒကာမတို့ကိုဟာကိုလဲဆုံးဖြတ်ခြင်းငါဟာလမ်းခွက်လက်ရနေတဲ့ပုဂ္ဂိုလ်လားလို့စဉ်းစားဖို့မလိုဘူးလားလမ်းခွက်လက်ရနေရင်ဖြင့်ဝေဒနာရှုလို့လားမရှုလို့လားမရှုရင်အရှုံးပဲနဲ့ချက်ပေါ်မယ်တော်ကြီးကိုပဲတကားတော့ဖြောင်းဖြန်းနဲ့ရှုဖို့ပြောနေရဝေဒနာရှုခြင်းလားအောင်လို့လဲဝေဒနာပြည့်တယ်ဆိုရှိကချော့ကမော့ကနဲ့ပြောနေရဝေဒနာရှုခြင်းလားဝေဒနာဆိုတာဗါတဲ့တော့ပြတ်တတ်ပါတယ်တစ်ချိန်မှနှစ်ခုမဖြစ်နိုင်ပါဘူးဟဲ့နောက်တစ်ခုဖြစ်ရင်အရင်တစ်ခုပြတ်ပါတယ်ဟဲ့ဆိုပြီးတက္ကနာချော့ကမော့ကနဲ့ပြောရချော့ကမော့ကနဲ့ဝေဒနာရှုခြင်းလားအောင်လုပ်ပြီးတက္ကနာဒီကြားတဲ့တရားလေးနည်းနည်းလေးအားထုတ်လို့
စိတ်ငိမ့်ကုန်ငိမ့်နဲ့ဂျင်းနဲ့နေတဲ့ပုဂ္ဂိုလ်များလည်းပြောရတယ်အေးအဲ့ဒီဝေဒနာမရှိရင်နောက်တာအရှုံးပဲနဲ့ချက်ပေါ်နေငါးချက်ပေါ်နေတယ်ဆိုပြီးတခါလက်ညှိုးထိုးပြီးပြောရပြန်နေရှင်းကြရဲ့လားဒါကြောင့်တခါတော့ဝေဒနာဆိုတာဖြင့်တရားအထုတ်လို့ဖြစ်တယ်ဝေဒနာပဲဖြစ်ဖြစ်တရားအမထုတ်ပဲမြင်လို့ကြားလို့ဖြစ်တယ်ဝေဒနာပဲဖြစ်ဖြစ်ရှုပြအောင်တော့ရှုပါမရှုရင်အရှုံးပဲနဲ့ချက်ငါးချက်သဘောပေါက်ကြရဲ့လားဟုတ်ပြီရှင်မြတ်သဘောပေါက်ပြီဖခင်ဝေဒနာဘယ်နှမျိုးဆိုတာသိပြီဖခင်ဝေဒနာဘယ်နေရာမှာပေါ်တယ်ဆိုတာသိပြီဖခင်ဝေဒနာရဲ့သဘာဝအချင်းအရာတွေသိပြီဖခင်ဝေဒနာဘာကြောင့်ဖြစ်တယ်လဲဆိုတာသိပြီဖခင်ဝေဒနာမရှုမိရင်ဘယ်လိုများအရှုံးပေါ်မလဲဆိုတာလည်းသိပြီဖခင်အဲ့တော့တပည့်တော်ဝေဒနာရှုပါမယ်ဖခင်ဝေဒနာရှုပါမယ်ဖခင်အဲ့တော့ရှင်ဖခင်ရဲ့ဝေဒနာများဘာနဲ့ရှုရမလဲလို့မေးဖို့မလိုဘူးလားဝေဒနာဘာနဲ့ရှုရမလို့သိဖို့လဲလိုသေးတယ်နော်တက္ကရာမတို့ထမနဲ့ထိုးတဲ့ရောင်းမနဲ့ထမင်းချက်လို့တော့ဘယ်နဲ့တော့မရပါမလားမရပါဘူးထမနဲ့ဒီမှာထိုးပြီးတော့ရောင်းမကြီးကဘလို့ဟာကြီးတော့အေးလှေတဲ့လူဟာမျိုးကြီးတွေအဲ့ဒါနဲ့ထမင်းချက်တဲ့နေရာသွားသုံးလို့ရမလားမရပါဘူးထမင်းချက်တဲ့ရောင်းမလေးနဲ့လဲထမနဲ့ထိုးလို့ဘယ်နဲ့တော့မရအေးဒီလိုပဲဝေဒနာရှုပဲဝေဒနာဘာနဲ့ရှုရမှမသိရင်လဲထမင်းချက်နဲ့ရောင်းမနဲ့ထမနဲ့မွေတယ်လို့ဖြစ်နေလေဦးမယ်အဲ့တော့ဝေဒနာဘာနဲ့ရှုရမလဲဆိုတာလည်းသိဖို့မလိုဘူးလားလိုပါဘူးကဲတက္ကရာတော့စိတ်ထဲမှာတက္ကလေးသားဖြစ်တဲ့သူကနေဟိုကနေပြီးတက္ကလာဖြစ်ကြောင်းရတဲ့မှာဂုံစင်းဆိုပြီးတက္ကလာသူရင်နဲ့စိတ်ဆင်းရဲတာတွေမိပါတွေစာလေးရေးပြီးတိုင်ပင်လိုက်တယ်ဆိုပါတော့အဲ့ဒီစာလေးကိုကဖတ်လိုက်ရတော့စာလေးနဲ့ဖတ်လိုက်ပြီးတက္ကလာမျက်လုံးလေးနဲ့ထိတာတခြားလားဖတ်တာမရှုမိတော့ရင်နဲ့မရောက်ဘူးလားဩငါသားဇောပြီးတက္ကလာဒီလိုလေးအဖြစ်ဆိုးနဲ့တွေ့ရတယ်ဆိုအတွေးအာယုံနဲ့ဟာရယဝတ္ထုနဲ့ထိတာဘသူပါလိဖတ်တာပစ္စယဘာဝေဒနာပါလိဒုက္ခဝေဒနာဘယ်ထဲမှာဖြစ်တာဟာဝေဒနာကင်ကြည့်လို့ရဟာကင်ကြည့်လို့မရရင်လက်နဲ့ကောက်လှုပ်ပြလို့မရဘူးဝါတနည်းအားဖြင့်ကာယကံနဲ့ရှင်းလို့မရဘူးသဘောပေါက်ရဲ့လားပြန်ပြောမယ်တကားတော့ဟိုဘက်ကနေသားဖြစ်တဲ့ပုဂ္ဂိုလ်နဲ့လှမ်းပြီးစာလေးရေးလိုက်တယ်အဖေကျွန်တော်တော့ဖြင့်ကျွန်တော်အထက်ကလူတွေ2ယောက်3ယောက်လောက်ကိုအဆင့်2ဆင့်3ဆင့်လောက်ကိုကြော်ပြီးယာထုတက်တယ်တဲ့ဟိုကသားဖြစ်တဲ့သူကလှမ်းပြီးအဖေစိတ်ချမ်းသာအောင်စာလေးမရေးဘူးလားရေးပါဘူးတကားတော့ကိုယ့်အထက်က2ဆင့်3ဆင့်လောက်ကိုကြော်ပြီးပဲနဲ့ယာထုတက်တယ်ဒါတကားမှတော့အဲ့လိုများတက်တယ်ဆိုတော်တဲ့ကောင်တော်ကံကောင်းတဲ့ကောင်လုံနေတာကိုကကံကောင်းပဲမဟုတ်ဂျားတွေကလူတွေကံမကောင်းတာလည်းရှိအောင်နော်ရှင်းရရလားတခါလေယာထုအတဲကြန့်သွားရင်ကြမ်းတဲ့လူကကြည်ပြူတာလားမကြည်ပြူတာလားအောင်မလေးလောကထဲမှာကောင်းတယ်ဆိုတဲ့အရာမရှိဘူးသိပါဗျာသဘောပေါက်ရလားနိဗ္ဗာန်ကမလွယ်ရင်ကျန်တာကတော့လေဟိုတကာမတို့ဒီမှာကလည်းအဲ့လိုရောင်းတဲ့လူကမရှိတော့ဒီမှာတော့အဲ့ဒီဥပမာပိတ်လို့လည်းမရဘူးဦးဇင်းတို့စီမှာတကာတော့တရသီးရောင်းတဲ့လူလေးလိုပဲတရသီးလေးများဖြင့်တကာတော့အဘောကနေအဝတ်ခလေးပါလေးရေစွတ်ပြီးတုတ်ပြီးအဘောကြတရသီးကလှဘေးဆိုတဲ့ဟာလေးကအဘောဘက်ကပဲနော်ပြထားနာရင်ပဲရထားဒါပဲတကာကမှဈေးချိုတယ်ဆိုသွားမဝဲလိုက်နဲ့အဘောကတော့အလှပဲအောက်ကဘာပါလားအနာပါအပုတ်ပါလားတဲ့အေးဒီမှာလေလောကီအကောင့်ဆိုတာအဲ့လိုပဲလှတဲ့ဘက်ကသာမြထားတာအတွင်းကဘာပါလားတော့အပုတ်ပါလားတဲ့အဲ့ဒါမသိလေတော့ငါသားမို့ငါသားဆိုပြီးတန်ခါလာသားကြီးပွားတဲ့အကြောင်းလေးတွေးတော့ဟာရယဝတ္ထုနဲ့တွေးလုံးလေးနဲ့မတိုက်ဘူးလားတိုက်တော့ဒီမှာတကာမတို့ဝေဒနာမဖြစ်ဘူးလားဖြစ်ပါရဲ့ဘာဝေဒနာပါလိဒုက္ခဝေဒနာဟိုကတကာစာသားရေးတာဘာမှလည်းကြော့တာလည်းမပါဘဲနဲ့ဒီ6တိုက်ပဲနဲ့တော့ဝန်းသာနေရတာဝန်းသာနေတော့တကာအဲ့ဝေဒနာများဖြင့်ဘေးသူကမြင်နိုင်ရဲ့လားမမြင်နိုင်တော့ဝစီကံလေးနဲ့တငယ်ချင်းရဲ့ငါဝေဒနာလေးမင်းလက်ကလေးနဲ့စေးပေးစမ်းမှာကြောပေးစမ်းမှာဆိုဝစီကံနဲ့ကောအကူကြီးတောင်းပြီးရှင်းလို့ရရဲ့လားမရပါဘူးဒါဖြင့်ဝေဒနာရှင်းခြင်းရင်ဖြင့်ကံနဲ့ရှင်းလို့တော့မရအဲ့ဒါပြောချင်နေတာဘာနဲ့ရှင်းရမယ်ဉာဏ်နဲ့ရှင်းရမယ်ဒါဖြင့်ဝေဒနာကိုရှုတယ်ဆိုတာဉာဏ်အလုပ်ဖဲလို့မှတ်တော့ဝေဒနာကိုရှုတာဘာပါလဲဉာဏ်လို့
ညာလို့တကားမတို့သိတာအောင်ပြောမယ်ညာဆိုတာတတိနဲ့ပညာနဲ့တွဲတာညာဆိုတာဘာပါလိမ့်တတိနဲ့ပညာနဲ့တွဲတာတတိဆိုတာကလူကြီးပဲလာတာမဟုတ်ရှင်ဘောရှင်ဘက်မဲ့ခင်တွေနဲ့လာတာတတိပါလိုင်းသူနဲ့ရှင်ဘောရှင်ဘက်အပေါင်းအသင်းမဲ့ခင်၃ပါးရှိတယ်တမ္မာတတိရဲ့တမ္မာသမာဓိရဲ့တမ္မာဝါယမရဲ့ခေါင်းဆောင်ပြောတော့ဒါတတိသာပြောတာသူရဲ့အပေါင်းဖော်ကဘယ်နှပါ၃ပါးဘာပါလိမ့်တမ္မာတတိတမ္မာသမာဓိတမ္မာဝါယမဒီ၃ပါးပါလာတာပဲပညာဆိုတော့လည်းပဲတက္ကမတို့ပညာဆိုတော့သူ့တန်တာမှာမဲ့ခင်2ပါးပါတယ်ပညာလို့ပေါင်းပြောပေမဲ့သရုပ်ခွဲလိုက်တော့မဲ့ခင်ဘယ်နှပါးငါမဟုတ်တာငါမဟုတ်ဘူးလို့မှန်မှန်ကန်ကန်သိနေတဲ့တမာဒိဋ္ဌိဒီခန္ဓာကြီးကငါဟုတ်ရဲ့လားဟုတ်ပါဘူးဗျတခြားလားဝေဒနာကြီးလားဝေဒနာကိုဝေဒနာလို့သိတော့ငါလို့ထင်သေးရဲ့လားအဲ့ဒါတမာဒိဋ္ဌိအဲ့ဒါဘာလဲတော့တမာဒိဋ္ဌိအဲ့ဒီဝေဒနာဟာနောက်ပေါ်လာရင်အရင်ဟာမပြတ်ဘူးလားပြတ်တယ်လို့သိတော့ဒီဝေဒနာတောင်ပြတ်ရင်ဉာဏ်နဲ့ဝေဒနာတွေလည်းမတွေ့သေးပေမဲ့ဉာဏ်လေးကအကျယ်ချဲပြီးပဲနဲ့စဉ်းစားလိုက်တော့ဉာဏ်နာလည်းပဲနဲ့တော့ပြတ်မှာပဲလို့ကြိုပြီးမသိဘူးလားတမာသင်္ကပ္ပရဲ့သဘောကဘာနဲ့တူတယ်လဲလို့မေကြောက်သွေးတဲ့နေရာမှာပုံဖော်ပေးတယ်လို့လှည့်ပြီးတော့အကွက်လှည့်ပေးတယ်လို့ပဲစဉ်းစားတဲ့နေရာမှာဒါတစ်ခုတောင်ပြည့်နေကြံတဲ့အလားတူတွေလည်းပဲနဲ့တော့ပြတ်မှာပဲဒီလိုလေးသိတာဒကာမတို့ဟိုတနေ့ရများအဲ့ဒီဥပမာလေးပြောခဲ့သလားတော့မသိဘူးဒကာတော့ဘိလမြေကဗါတဲ့တော့အတူဘိလမြေကဗါတဲ့တော့အတူပြောခဲ့သလားအေးပြောခဲ့တယ်နှစ်ထပ်တိုက်ဆောက်လဲအတူနဲ့ဆောက်တော့ပြိုမှာပဲရှင်းရရဲ့လားရှင်မြတ်တထပ်တိုက်ကလေးတထပ်တိုက်လဲဘိလကအတူပါဆိုမှတော့ဘယ်နဲ့တော့ပြိုမှာပဲတပိတော့ဗျာမြေပေါ်ကိုမဆောက်ပါဘူးမြေကြီးတဲ့တူထားပါလားတူထားတယ်ဘိလမြေကအတူပါဆိုမှတော့အဲ့တော့ဒကာမို့ဒါတခုတည်းသိလိုက်တာနဲ့ဉာဏ်နာတွေလည်းအလားတူဖြစ်မှာပဲလို့သိလိုက်တာတမာသင်္ကပ္ပအဲ့ဒါဘာတဲ့တော့တမာသင်္ကပ္ပဒီခန္ဓာအိုတတ်ရင်ဉာဏ်နဲ့ခန္ဓာတွေလည်းအိုမှာပဲလို့သိတာပါတော့တမာသင်္ကပ္ပဒီခန္ဓာရနေတော့လောကဓာတ်တရားနဲ့တွေ့ရင်ဉာဏ်နဲ့ပုဂ္ဂိုလ်တွေအားလုံးလည်းပဲဘလောက်ယာတူကြီးလောကဓာတ်နဲ့တွေ့မှာပဲလို့ကြည်ပြတ်စဉ်းစားလိုက်တာဘာတဲ့တော့တမာသင်္ကပ္ပရှင်းညရဲ့လားဒါပြန်တမာဒိဋ္ဌိကကိုယ်ခန္ဓာကိုအာယုံယူပြီးတော့ဘိုင်းနိုင်အမြင်ရှင်းအောင်ကြိုးစားတယ်တမာသင်္ကပ္ပကအလားတူတယ်တလောကလုံးကဒီလိုပါပဲလို့တလောကလုံးကိုတရားနဲ့ဖြစ်အောင်သူကစဉ်းစားပေးတယ်ရှင်းညရဲ့လားတမာဒိဋ္ဌိကကိုယ်ခန္ဓာကပ်ပြီးတန်တရားကင်းအောင်အမြင်ရှင်းအောင်မကြိုးစားပေးဘူးလားကြိုးစားပေးပါတမာသင်္ကပ္ပကအဲ့ဒီအမြင်ရှင်းတဲ့ဉာဏ်နဲ့တလောကလုံးလဲဒီလိုပါပဲလို့တဖြည်းတည်းထွက်အောင်လုပ်ပေးတယ်ရှင်းညရဲ့လားအဲ့ဒီနှစ်ခုလေးပါဖို့ကောမလိုဘူးလားအဲ့ဒီနှစ်ခုပေါင်းလိုက်တော့ပညာမဲ့ခင်အစုမတဲ့တော့ပညာမဲ့ခင်အစုတတိပါလာတဲ့၃မျိုးကတမာတိမဲ့ခင်အစုသို့တော့ဥစဉ်ရဒီနေရာမှာတတိလို့ပဲပြောလိုက်တယ်ဆိုတော့အဲ့ဒီတတိနဲ့အဲ့ဒီပညာအကျယ်ချစ်လိုက်တော့မဲ့ခင်ဘယ်နှပါ၅ပါးအဲ့ဒီမဲ့ခင်၅ပါးကိုဝိပဿနာပညာဝိပဿနာဉာဏ်လို့မခေါ်ဘူးလားဒါပြင်ဝေဒနာကိုကံနဲ့ရှုရမှာလားဉာဏ်နဲ့ရှုရမှာလားဉာဏ်နဲ့ရှုတော့မဲ့ခင်ဘယ်နှပါ၅ပါးနဲ့ရှုရမယ်ဟုတ်ပြီဒကာမတို့ရှုရမယ်အရှုခံတရားရဲ့ရှုတဲ့ဉာဏ်တရားရဲ့ဒါရှင်းပေးနေတာအရှုခံကတော့မှန်ပြီးရှုတဲ့ဘက်ကဉာဏ်ဘက်ကကံကြီးနဲ့သွားရှင်လဲမရဘူးရသလားမရပါဘူးဒကာတော့ရှုတဲ့ဘက်ကကြတော့ဉာဏ်နဲ့တော့ရှုပါရဲ့ဟိုဘက်ကအရှုခံဘက်ကပြည့်စုံမပြခဲ့ရင်လည်းပြတ်ပါမလားမပြတ်ဘူးတဲ့ဒကာမတို့6ကြိုးဖြတ်ရမှာတကြိုးတည်းပြတ်ယုံတော့ဖြင့်ဘယ်လို့မှဒီကြိုးကြီးကပြတ်เสียကြအောင်မရှိဘူးဒါကြောင့်အရှုခံဘက်လည်းရှင်းပေးနေတယ်ရှုရမယ့်ဉာဏ်ဘက်ကလက်နှစ်ဖက်ကလည်းရှင်းမပေးဘူးလားကိုယ့်ဘက်ကဝေဒနာကိုတိုက်ရမယ်လက်နှစ်ကဒကာတို့ကမဲ့ခင်ဘယ်နှပါ၅ပါးနဲ့တိုက်ရင်သက်သာတယ်၃ပါးနဲ့တိုက်ရင်မသက်သာဘူးသမ္မာတတိသမ္မာသမာဓိသမ္မာဝါယမမဲ့ခင်၃ပါးပဲရှိမဲ့ခင်၃ပါးနဲ့ဝေဒနာကိုရှုတဲ့အခါကျတော့ဘလောက်ကြီးဇွဲကောင်းအသေးကောင်းနာရင်ငါနာတယ်လို့ပဲနဲ့တော့ထင်းနေတာအဲ့နာတဲ့ဝေဒနာလည်းဒကာတော့ပြက်ချင်းမှပဲနဲ့တော့ပြက်မယ်လို့ထင်းနေတော့ရှုတာရှုနေရတယ်ဘင်ပန်းနွမ်းနဲ
ကြာမရှုရဘူးလားဘာလဲဆိုတော့ဝေဒနာရှုရမယ်လက်နဲ့ကပြည့်စုံလို့လားမပြည့်စုံလို့ကဲအခုတော့လက်နဲ့ပြည့်စုံပြီမက်ကင်ဘယ်နှပါ၅ပါးနဲ့ရှုလိုက်ပါရှင်းကြရဲ့လားမက်ကင်၅ပါးနဲ့ရှုပြီးတော့ရှင်များဘယ်လိုမြင်ရမှာလဲလို့မေးဖို့မလိုဘူးလားဒုက္ခရှုလိုက်ရင်လည်းပဲဒုက္ခဝေဒနာမမြင်စေနဲ့မရှိတော့တာပြက်တာမြင်ပိတ်စေဝေဒနာရှုရင်ဝေဒနာမမြင်စေနဲ့ဝေဒနာပြက်သွားတာဘယ်နဲ့တော့မြင်ပိတ်စေရှင်းကြရဲ့လားပြက်တာကအနိစ္စမြင်တာကမက္ခပြက်တာဘာတော့အနိစ္စမြင်တာကမက္ခဒုက္ခဝေဒနာရှုရင်လည်းဒုက္ခဝေဒနာပြောတော့တာဒုက္ခဝေဒနာရှုတယ်လို့ပြောပေမဲ့တစ်ချိန်မှာနှစ်ခုမပေါ်ကောင်းသောကြောင့်ရှုဉဏ်ဝင်တဲ့အခါရှိကဒုက္ခဝေဒနာလေးရှိသေးရဲ့လားဒါဖြင့်ဉာဏ်နဲ့ကြည့်တဲ့အခါဝေဒနာလေးတွေကိုဖြစ်ပြီးဘယ်နဲ့ပြက်သွားတာမြင်ရမယ်ဒါဖြင့်ဝေဒနာကိုရှုလိုက်တဲ့အခါဉာဏ်နဲ့ရှုတဲ့အခါဝေဒနာကိုဉာဏ်နဲ့ရှုတဲ့အခါဘာမြင်ရမလဲအပြက်မြင်ရမယ်ရှေ့ကအရှုခံပါတယ်တော့ဝေဒနာရှုတာကမက္ခင်၅ပါးရှုလိုက်တဲ့အခါဘာမြင်ရမလဲအပြက်မြင်ရမယ်ပြက်မြင်ရရှင်များတပည့်တော်နာရင်နာတယ်မှတ်နေဟာနာရင်နာတယ်မှတ်နေတာအဲ့ဒါတတိပဋ္ဌာန်ပါတယ်တော့တတိပဋ္ဌာန်မှားတယ်လို့တော့မပြောဘူးတတိပဋ္ဌာန်သူ့တဲ့အစင့်မျက်နာရှိသေးတယ်တတိပဋ္ဌာနဘာဝနာသူကအပြက်မြင်တာအနိစ္စကိုမြင်တာရှင်းကြရဲ့လားဒါဖြင့်နာရင်နာတယ်လို့မှတ်ပေမဲ့နာတာလေးပြက်သွားတာမမြင်ရင်နောက်ကနာတယ်မှတ်ရင်းနဲ့ရင်ထဲကကြောက်တယ်ဖြစ်လာမယ်ဟမ်ဘယ်လိုဖြစ်မလို့ကြောက်တယ်သူပြက်သွားတာမြင်သလားမမြင်တော့မှန်ရင်နဲ့ရင်ထဲမှာစင်းငယ်မြတုံလှုပ်ခြောက်ချားလာတတ်တယ်သဘောပေါက်ရဲ့လားရှင်များကောင်းရင်လည်းတပိတော့ကောင်းတယ်မှတ်ပါတယ်အေးဒါရှုနီးမှန်နီးအခြေခံတွေကိုဆရာသမားတွေကသင်ပေးနေတာဆရာတော်တန်ဃာတော်တွေသင်ပေးနေတာမမှားဘူးအခြေခံတွေသင်ပေးနေတာကောင်းရင်ကောင်းတယ်လို့မှတ်ပြီးဒီလောက်နဲ့တင်းတိမ်နေမှာဆိုတာကောင်းရင်ကောင်းတယ်လို့ပြောတော့ကောင်းတယ်ဆိုရင်မျက်နာကပြုံးစီဖြစ်လာတတ်တယ်ရှင်းရရဲ့လားဆိုတော့နောက်ကလောဘသေးရဲ့လားမသေးပါဘူးဘာဖြစ်လို့လဲလို့မေးတော့ဒီကောင်းတာလေးရဲ့အပြက်ကို तू မြင်လို့လားမမြင်ပါဘူးအဲ့ဒီမကောင်းတာလေးဒုက္ခလေးရဲ့အပြက်ကိုမြင်လို့လားမမြင်တော့ဒုက္ခဝေဒနာအပြက်မမြင်တော့ဒေါသလေးတွေပါတတ်တယ်ဒုက္ခဝေဒနာလေးရဲ့အပြက်ကိုမမြင်တော့လောဘကမတိမတာမှတ်နေရင်းနဲ့ဘယ်နဲ့များပြောပါလိမ့်မှတ်နေရင်းနဲ့ကိုပါလာတယ်ရှင်းကြရဲ့လားဒါဘာဖြစ်လို့လဲလို့မေးတော့ဩဝေဒနာသူရှုတော့ရှုနေတာပဲမဲ့ခင်၅ပါးနဲ့ဖြစ်မှုပြက်မှုမြင်အောင်မရှုနေတော့ဖြစ်ပြက်မမြင်ဘဲနဲ့ဝေဒနာမြင်နေတော့တက္ကသိုလ်တန်တမှာလောဘဒေါသဟာကြိုးစားနေပေမဲ့တက္ကသိုလ်ချုပ်ငိမ့်ခြင်းတို့ရောက်ရဲ့လားဒါကြောင့်ဝေဒနာရှုရင်ဝေဒနာမမြင်စေနဲ့ဘာမြင်ရမလဲအပြက်မြင်ရမယ်ဒါအမြဲတမ်းမှတ်လိုက်တော့ဝေဒနာရှုရင်ဘာမြင်ရမယ်တဲတာကတော့ဝေဒနာတဲလိုက်တာပဲသို့ပေမဲ့တက္ကတော့မြင်ရမှာပါတော့အပြက်ပဲတဲလိုက်တာတော့ထမင်းအိုးထဲထည့်လိုက်တာတော့ဘာတော့စံပဲဒါပေမဲ့ကိုလိုချင်တာဘာတော့ထမင်းပဲသဘောပေါက်ရဲ့လားအဲ့တော့မိဖို့ကြောင့်စကားနဲ့ပြောမှာပဲနားလေကြမှာပဲရှင်းကြရဲ့လားထည့်လိုက်တော့ဘာတော့စံပဲသို့တော့ကိုလိုချင်တာဘာတော့ထမင်းပဲဒီမှာလည်းပဲအခြေခံရှုွက်ကတင်လိုက်တာတော့ဘာတော့ဝေဒနာပဲမြင်ရမှာကဖြစ်ပြက်ပဲကဲသဘောပေါက်ကြရဲ့လားအဲ့လိုနဲ့အပြက်ကလေးမြင်အောင်မရှုရဘူးလားဒုက္ခလည်းဖြစ်ပြီးရင်ဘယ်နဲ့တော့ပြက်တယ်ဒုက္ခလည်းဖြစ်ပြီးရင်အပြင်ကဝေဒနာလည်းဖြစ်ပြီးရင်ရင်ထဲကဝေဒနာလည်းဖြစ်ပြီးရင်အေးလောကအာယုန်တွေနဲ့တွေ့လို့ဖြစ်တဲ့ဝေဒနာလည်းပြက်တယ်ဓမ္မအာယုန်တွေနဲ့တွေ့တဲ့ဝေဒနာလည်းတကားဖေးဒါလေးတော့မပေါ့စေနဲ့နော်တရားထုတ်နေရင်စိတ်တွေငြိမ့်လာလိမ့်မယ်အဲ့ဒါဓမ္မကြောင့်ဖြစ်တဲ့ဝေဒနာတွေဘာကြောင့်ဖြစ်တဲ့ဝေဒနာတွေအဲ့ဒါတွေတာယာနေခုနလှေကဘယ်မှာထိုင်းနေပါလိမ့်အေးတကားတော့လန့်ကော့လာထိုင်းတော့သူများသွားတဲ့လန့်တိုင်းတော့ဆင်းတဲ့လူကတိုက်သွားလိုက်တက်တဲ့လူကတိုက်သွားလိုက်ရှင်းကြရဲ့လားဒါကြောင့်ဝေဒနာဟာတကားတော့လောကအာယုန်တွေကြောင့်ဖြစ်တဲ့ဝေဒနာလဲပဲနဲ့တော့ပြက်တယ်ဓမ္မအာယုန်တွေကြောင့်ဖြစ်တဲ့ဝေဒနာလည်းပြက်တယ်ဒီလိုလေးရှုပေးတကယ်လို့တကယ်တော့သမထတွေဘာတွေလုပ်လို့ဇန်တွေဘာတွေရရင်လည်းဇန်ကြောင့်ဖြစ်တဲ့ဝေဒနာတွေလည်း
ပြက်ပါတယ်လို့ဒီပေးစမ်းပါရှင်းကြရဲ့လားမြင်အောင်ရှုပေးပေါ့ဗျာအဲ့လိုအပြက်တွေမြင်အောင်ရှုပါများလာတော့တကားတော့ဒီဝေဒနာများသာယာချင်းတတ်မဲ့ချင်းဆွဲလန်းချင်းရှိသေးရဲ့လားအဲ့တော့ရှင်များဝေဒနာတော့အပြက်မြင်အောင်ရှုပြီဖယားဘယ်ထိရောက်အောင်ရှုရမလဲလို့မေးဖို့မလိုဘူးလားဝေဒနာ၃ပါးစလုံးချုပ်တာမြင်အောင်ရှုပါဒါဝေဒနာပြည့်အောင်မြင်အောင်ရှုတာဒါဝေဒနာပါတော့၃ပါးစလုံးချုပ်တာမြင်အောင်ရှုပါဒီမှာစကားကြံမှာဆိုလို့၃ပါးစလုံးထည့်ပြောသွားတာတချို့ကဒုက္ခဝေဒနာလေးချုပ်တာမြင်ယုံလေးနဲ့နိဗ္ဗာန်လို့ထင်တတ်လို့မဟုတ်ဘူးနိဗ္ဗာန်ဆိုတာဝေဒနာ၃မျိုးစလုံးပဲတဲ့ချုပ်နေတာဒုက္ခလည်းရှိသေးလားမရှိပါဘူးဒါကနာကမောဒုက္ခကောမရှိပါဘူးဥပ္ပခါကောမရှိပါဘူးသဘောပေါက်ရဲ့လားဒါကာရကမောအဲ့ဝေဒနာ၃ပါးစလုံးပဲချုပ်သွားတာဝေဒနာရှိရင်ခန္ဓာရှိမယ်ဝေဒနာရှိရင်ဒီခန္ဓာကြီးပဲနဲ့ရှိပါဒီခန္ဓာရှိရင်အိုတတ်တယ်ဒီခန္ဓာရှိရင်နာတတ်တယ်ဒီခန္ဓာရှိရင်သိတတ်တယ်ပြန်ပြောမယ်နော်ဒီခန္ဓာအခုခန္ဓာဆိုတဲ့အခါမှာအရသုံးစကားနဲ့သုံးသွားလိုက်တာပါနော်တက္ကရာကမတို့ဝေဒနာတစ်မျိုးမျိုးရှိတယ်ဆိုတာဒီခန္ဓာကြီးမရှိဘဲနဲ့ဝေဒနာရှိပါမရှိပါဘူးဒါပြန်ဝေဒနာရှိရင်ဘာရှိမယ်ခန္ဓာရှိမယ်ဒီတက္ကရာတော့မျက်မြင်ခန္ဓာကြီးလည်းရှိတယ်ပေါ့ဗျာနော်ဒီခန္ဓာကြီးရှိရင်စဉ်းစားကြည့်ခလေးတော်မြင်နိုင်ပါတယ်မျက်မြင်ခန္ဓာကြီးရှိပြီဆိုမှဖြင့်မအိုဘူးလားမနာဘူးလားမေးငေါ့ကောမခံရဘူးလားအတင်းပြောကောမခံရဘူးလားမြောက်ပဲ့နဲ့ဓာန်လဲပဲနဲ့တော့ခံရသဘောပေါက်ရဲ့လားဒါပြင်ဝေဒနာရှိရင်ခုနဒုက္ခတွေအားလုံးပဲနဲ့တော့ရှိတယ်ဒါကြောင့်တော့ဝေဒနာအားလုံးချုပ်လိုက်တော့ခုနဒုက္ခတွေအားလုံးပဲနဲ့တော့ချုပ်တယ်သဘောပေါက်ရဲ့လားဒါပြင်ဝေဒနာချုပ်ဆိုတဲ့နေရာမှာဒုက္ခတစ်ခုတည်းချုပ်ခိုင်းတာဟုတ်ရဲ့လားမဟုတ်ပါဘူးဒုက္ခလည်းပဲနဲ့ချုပ်ဥပ္ပခါလည်းဒါပြင်ဝေဒနာဘယ်နှပါးချုပ်ရမလဲဒီဘက်က3ပါးနဲ့တည်ခဲ့လို့ဒီဘက်မှာ3ပါးလို့ပြောတာဟိုဘက်မှာ5ပါးနဲ့တည်လိုက်ရင်5ပါးချုပ်လို့ပြောလိုက်မှာဟိုဘက်က108ပါးနဲ့တည်ပြောခဲ့ရင်108ပါးချုပ်လို့ပြောမှာပဲရှင်းကြရဲ့လားဒါဖြင့်ဝေဒနာတကာမတို့ဒီနေ့ပြောတာဝေဒနာရှုလိုက်တော့မဲ့ခင်ဘယ်နှပါးနဲ့ရှု5ပါးနဲ့ရှုတယ်5ပါးနဲ့ရှုတော့ဘာမြင်ရမလဲအပြည့်မြင်ရမယ်ဘယ်အထိအောင်ရှုရမလဲ3ပါးစလုံးချုပ်တဲ့အထိရှုပါဗါတဲ့တော့3ပါးစလုံးချုပ်တဲ့အထိရှုပါဝေဒနာ3ပါးစလုံးချုပ်လိုက်မှတော့ခန္ဓာလည်းပဲနဲ့တော့ချုပ်ခန္ဓာချုပ်တော့ဒုက္ခလည်းပဲနဲ့ချုပ်ဒုက္ခချုပ်တဲ့နေရာကနိဗ္ဗာန်ဒုက္ခချုပ်တဲ့နေရာပါတော့နိဗ္ဗာန်ပါဗျာတတိထားမြင်နေတဲ့ဉာဏ်ကမဲ့ဉာဏ်ဘာဉာဏ်တော့သစ္စာနဲ့ပြောတော့ဝေဒနာ3ပါးစလုံးဒုက္ခချုပ်သွားတော့ဒုက္ခတွေမချုပ်ဘူးလားဒုက္ခချုပ်တဲ့နေရာကနိရောဓသစ္စာဘာသစ္စာတော့နိရောဓသစ္စာအဲ့ဒါမြင်တဲ့ဉာဏ်ကမဂ္ဂသစ္စာအဲ့ဒါမြင်နေမှတော့ဒါကတော့ကိုယ်တန်တမှာသမုဒိယကပေါ်ခွင့်ကိုမရသေးရဲ့လားသမုဒိယကောဟိုဘက်ကဒုက္ခကောပေါ်ခွင့်ရသေးရဲ့လားမပေါ်ပဲနဲ့တက္ကမတို့ဒုက္ခသစ္စာကသိခြင်းအပြင်သမုဒိယသစ္စာကပေါ်ခွင့်မရတော့ပယ်ခြင်းအပြင်နိရောဓသစ္စာကမျက်မှောက်ပြုခြင်းအပြင်ကိုယ်တန်တမဂ္ဂိစ္စတက္ကမတို့အကုန်လုံး16ချက်မပြီးဘူးလားပြီးသလားပြီးပါသဘောပေါက်ရဲ့လားဒါဖြင့်တက္ကမတို့ရှုနေရင်ဘယ်ထိရှုရမလဲလို့မေးဝေဒနာ3ပါးလုံးချုပ်တဲ့အထိရှုပါဝေဒနာ3ပါးလုံးချုပ်ရင်ဒုက္ခအလုံးပဲနဲ့ချုပ်မယ်ဒုက္ခအလုံးချုပ်တာတခြားလားနိဗ္ဗာန်လားနိဗ္ဗာန်မြင်ခြင်းရင်3ပါးလုံးပဲနဲ့ချုပ်တာမြင်အောင်ရှုပါဒုက္ခလေးရှုတတ်ရုံနဲ့မကျေနပ်နဲ့ရှင်းရရလားဘုဇ္ဇတရားလေးပေါ်လာယုံတဲ့ဘက်နဲ့တော့မကျေနပ်နဲ့ရှင်းရရလားတပိတော့ဥပ္ပခါနဲ့အကြာကြီးထိုင်နိုင်နေဆိုပြီးတော့လဲမကျေနပ်နဲ့ကျေနပ်နေရင်ဒုက္ခနဲ့ကျေနပ်နေရရောက်တယ်။ဘာနဲ့နေရဒုက္ခနဲ့ကျေနပ်နေရရောက်ဒုက္ခမှမလွတ်ဖဲနဲ့ကျေနပ်နေတာဘာနဲ့ကျေနပ်တာဒုက္ခနဲ့ကျေနပ်တာပြန်ပြောမယ်လေဒုက္ခမှမလွတ်သေးဘဲနဲ့ကျေနပ်နေတာဘာနဲ့ကျေနပ်ဒုက္ခနဲ့ကျေနပ်တာပဲဆိုတာမသိကြဘူးလားဒါကြောင့်အဲ့ဒီလိုမျိုးနဲ့လဲတရားလဲအာထုတ်ပြီးဒုက္ခထဲမှာလည်းပဲကျေနပ်ပြီးမနေနဲ့အောင်ဒါကြောင့်ဒုက္ခလက်ကလွတ်အောင်လို့ဝေဒနာ3ပါးစလုံးချုပ်သွားတာတိုင်အောင်ဘယ်နဲ့တော့ရှုအဲ့လိုရှုရင်ဝေဒနာရှုတဲ့ကိစ္စဟာအစအလေအဆုံး3ပါးစလုံးကိစ္စပြည့်စုံတယ်လို့မှတ်ကြရှင်းရရဲ့လားအဲ့လို3ပါးစလုံးနဲ့ရှုချလိုက်တော့ဝေဒနာကဖြစ်ပြီးပြတ်တော့ဘာသစ္စာဟောမြင်နေတဲ့ဉာဏ်ကလေးကဘာသစ္စာမဂ္ဂသစ္စာ
ပြက်တာကရိုးရိုးပြက်တာမဟုတ်ပါဘူးဗျာတကားတော့ဒုက္ခလည်းပြက်ဒုက္ခလည်းပြက်ဥပ္ပခါလည်းပြက်သူများကြောင့်ဖြစ်တဲ့ဝေဒနာလည်းပြက်ကိုယ်ကြောင့်ဖြစ်တဲ့ဝေဒနာလည်းပြက်အပြင်ကလာတဲ့ဝေဒနာလည်းပြက်ရင်ထဲကဝေဒနာလည်းပြက်အရင်အကြောင်းပြန်တွေးတဲ့ဝေဒနာလည်းပြက်အနာကအကြောင်းလှမ်းမျောပြီးကြိုစဉ်းစားပြီးဖြစ်နေတဲ့ဝေဒနာလည်းပြက်ရှင်းကြရဲ့လားဝေဒနာအလုံးပြက်သောကြောင့်ဘာသစ္စာဒုက္ခသစ္စာရှုတဲ့ဉာဏ်ကမေဃသစ္စာမေဃသစ္စာဝင်ခုနေတော့တဏှာဥပါဒံကာမဘဝလာသေးလားမလာဘဲနဲ့သိသွားတာကဘာသစ္စာသမုဒိယသစ္စာသမုဒိယသစ္စာချုပ်တော့နောင်ခန္ဓာရသေးလားနောင်ခန္ဓာမရတော့ဟောဒီအိုနာသေးမလွတ်ဘူးလားအိုနာသေးလွတ်တာကနိရောဓသစ္စာကဲသစ္စာ၄ပါးတပြိုင်တည်းထဲမပါဘူးလားပါနိုင်တဲ့အလုပ်ဖြစ်သောကြောင့်မနေမနာမိဖို့သောယောက်ျားကဲ့သို့နာလဲပဲနဲ့တော့နာပါကျင်လဲကျင့်ပါရှင်းကြရဲ့လားမနာဘဲနဲ့ကျင့်နေမယ်ဆိုခုနအချက်တွေတခုမဟုတ်တခုကြမ်းနေတတ်တယ်နာလဲနာပါပဲနဲ့ကျင်လဲကျင့်ပါအဲ့လိုကျင့်ရင်တော့တူးလဲတူးတယ်အောင်လဲအောင်နဲ့ကြွက်လိုပဲတဲ့ဟိုသိန်းနေငှက်တီရန်ကလွတ်တယ်လို့ဒီမှာလဲသေမင်းနိုင်ငံကလွတ်ပြီးနိဗ္ဗာန်ရောက်နိုင်မယ်လို့မှတ်ယူကျင့်သုံးကြစေကုန်သတည်းဥပ္ပခဝေဒနာကိုသိနိုင်ဖို့ခုနနှာသီးပြားလေးမှာအာယုံပြုပြီးသိရမယ်ဥပ္ပခဝေဒနာကိုဘယ်လိုကျင့်ရမလဲဆိုတော့ဥပ္ပခဝေဒနာကိုအရင်သိအောင်ကြိုးစားရမယ်အရင်ဘယ်နဲ့တော့သိအောင်ကြိုးရမယ်အဲ့တော့ဒါကသီအိုရီကနေပြီးတော့ကဏ္ဍသင်္ချာလို့ပေါ့နော်ဥပ္ပခဝေဒနာကသိမ့်မွေလွန်းတော့ဒါကမှတော့ကဏ္ဍသင်္ချာလို့ပဲနောက်ပြန်တွက်ပေါ့ဝေဒနာတခြားကြောင့်ဖြစ်တာလားဖတ်တာကြောင့်ဖြစ်တာလားဒါပြင်ဖတ်တာဖြစ်တိုင်းအဲ့ဒီနေရာမှာဘာပေါ်မလဲဒါပြင်အတန်နဲ့နားနဲ့မတိုက်ဘူးလားဒါပြင်အဲ့ဒီမှာဘာပေါ်မလဲအဲ့ဒါဝေဒနာပေါ်တော့ဒုက္ခမဖြစ်နိုင်ဘူးဒုက္ခမဖြစ်နိုင်ဘူးဒါပြင်ဘာဖြစ်မှာတော့အဲ့အတန်ကြားတိုင်းနားမှာဥပ္ပကဟုတ်ရဲ့လားလို့ခဏသုံးသပ်ကြားလာတော့အဲ့ဒီမှာနားနဲ့အတန်နဲ့တိုက်တာလေးဥပ္ပကသဘောလေးမြင်လာလိမ့်မယ်ရှင်းရရဲ့လားကိုကတက္ကမတို့ဈေးဝယ်သွားတဲ့အခါဘာရဲ့ညာရဲ့လို့မသိအမေကပြောတယ်ဒါဟာအပြာလေးပဲဆိုကိုကအဲ့ဒါလေးမှတ်ထားတာအပြာလေးပဲမှတ်ထားရတယ်ကြာလာတော့မှတ်မိသွားတာပေါ့အဲ့တော့ theory သဘောအရဖတ်တာဖြစ်တဲ့နေရာမှာဝေဒနာဖြစ်မယ်ဒါပြင်အသားနဲ့နားနဲ့တိုက်တော့ဒီနေရာမှာဝေဒနာတစ်မျိုးတော့ပဲနဲ့တော့အဲ့ဒီဝေဒနာဘာလဲလို့ကြည်နေတာကြည်နေရင်နဲ့ဥပ္ပခဝေဒနာအကြောင်းကိုဖြည်းဖြည်းပဲနဲ့တော့သဘောပေါက်လာလိမ့်မယ်ကိုယ်စံပြောတာရှင်းရလားအဲ့တော့ဒီဥပ္ပခဝေဒနာရဲ့သဘောဟာသိမ်မွေ့တဲ့အတွက်လည်းပဲအထခရာဆရာများကဝေဒနာနုပတနာရှုတာဟာကိလေသာထူပြီးဉာဏ်ထက်တဲ့ပုဂ္ဂိုလ်များရှုရမယ်အရာဉာဏ်မထက်ရင်ဥပ္ပခမှန်းကိုမသိတာရှင်းရရဲ့လားအဲ့လိုပြောတယ်ကျေးဇူးတော်ရှင်မုဂ္ဂုတ်ဆရာတော်ဖျက်အထက်မဲ့ကိုရှုတဲ့ပုဂ္ဂိုလ်များဝေဒနာရှုဘာမဲ့တော့ပထမမဲ့ရှုတယ်ဆိုကြတယ်သူသောတာပန်တည်ပြီးသားဆိုအရိယာဖြစ်ပြီဆိုတော့ညာဘယ်နဲ့တော့ထက်နေပြီပေါ့ဗျာကိလေသာ၃မျိုးဝိတ်လျှော့ထားတယ်ဆိုတော့ညာထက်နေပြီအဲကြောင့်သောတာပန်တည်ပြီးသားပုဂ္ဂိုလ်များကြတော့အထက်မဲ့အထက်ဖို့လိုချင်တဲ့အခါသူ့ရဲ့မင်ကိုယ်သဘောအရကိလေသာ၃ပါးဝိတ်လျှော့ထားတဲ့အတွက်သူ့ညာကတွတ်လက်ထက်မြက်ဖြစ်တဲ့အတွက်ဟိုဥပ္ပခါကိုဖမ်းနိုင်တယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကသောတာပန်တည်ခြင်းရင်စိတ်ရှုအထက်မဲ့လိုချင်ရင်ဝေဒနာရှုဒီလိုသင်တာသဘောပေါက်ရဲ့လားအဲ့တော့ဒီဆွေးနွေးပွဲမှာမပါဘဲနဲ့တခြားသောစကားနဲ့ပေါ့နော်တရားတော်မှာဥပရိလွတ်ပြောကြကြည်ဆိုရင်တော်များများဟာဝေဒနာလိုက်ဆိုမဲလိုက်တာကဟိုဒုက္ခကြီးမဲလိုက်နေတာဒုက္ခကြီးမဲလိုက်ပြီးဥပ္ပခါကိုခုပဲစဉ်းစားကြည့်ဥပ္ပခါမရှုတတ်ရင်ဘလို့လွတ်ပြီးမညာဘဲနဲ့တော့ရမလဲသို့တော်ဒီဒုက္ခကိုမဲလိုက်ရင်နဲ့သူ့တန်တာခန္ဓာကြီးတွေပဲနဲ့တော့ရှိခန္ဓာကြီးတွေရှိတာဒုက္ခဝေဒနာကိုရှုပါများတော့ဒုက္ခဝေဒနာခန္ဓာကြီးပဲနဲ့ရှိတယ်တစ်ခါထိုင်တရားထိုင်တဲ့အကြာကြီးပဲနဲ့တော့ထိုင်နိုင်လိမ့်မယ်အဲ့တော့ပတ်ဝန်းကျင်ကဒီပုဂ္ဂိုလ်ချီးကျူးမယ်မချီးကျူးဘူးလားအထင်ကောမကြည့်ဘူးလားအဲ့လိုမျိုးတော့ဖြစ်နိုင်တယ်အဲ့လိုမျိုးတော့ပဲနဲ့တော့ဒါပေမဲ့သူ့တန်တာဥ
ဥပခါပေါ်လို့ပေါ်မှန်းတော့ဒီဘူးဆိုရင်ဘလို့မှဒါကတော့မညာကြကြကြောင်ရှိဘူး